သာသနာတော်နှစ်2559နှစ်ကောဇာတက္ကရာ1385ခုနှစ်တရင်းရွလာဆန်း3ရက်2013ခုနှစ်အောက်မန္တလေးတိုင်းဒေသကြီးမဟာအောင်မြေမြို့နယ်ဒေဝအရှိအကွက်286ရှမ်းဝိုင်းရဒါနပတိဥပုပ်ထွက်အပတ်စဉ်ပရုံဆွမ်းကအသင်းကြီး6နှစ်ပြည့်အမှတ်တရဖြစ်ဖြင့်ပစ္စမအကျဉ်းမြောက်စင်ကျင်းပပြုလုပ်အပ်သည်အထူးတရားပွဲကြီး၌ကံတာယမြို့သစ်ဥညီကြီးနှစ်ဖက်မိဘများဖြစ်ကြသောဥညကျန်တော်မမဥမြင့်တော်တင်အောင်တို့အမှုထား၍ဥညီကြီးတော်လွယ်ဝေသားမောင်ရဲရင်တီကြီးသမီးမဆုဝေထွန်းမမိုးထက်လာပြေဝံမိသားစု၏အမတဒါနဓမ္မဒါနအဖြစ်ဖြင့်ဟောကြားအပ်သောဝိပဿနာရှုဝေတော်40အပိုင်း9တရားဒေသနာတော်ဒီကနေ့ညတပတ်တပင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဖရာ၏မဟာကရုဏာကုံကိုအာယုံပြုကာတိကျဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုရွတ်ဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တော်တိတုကရာနိခေရံကတောလောကဟိတယာနာထောနမောမကာရုဏိကတတတယောနာထောဝိနိယမြာစွာတတဝါဤချမ်းသာစီးပွားလိုလားတောင်းတခုံပေါင်းခါသည်ဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပကောတိဟိပိဂရေကဘာအရေးအတွက်သင်္ချာတို့ဖြင့်တော်လဲအဘယ်လျံရည်တွေတိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတလောကဤအကျိုးစီးပွားတို့ကအတိဒုက္ခရာနိဥစ္စာအသက်ချေလက်အင်္ဂါမိတ္တကြီးမှသမိတာနှင့်တထာဇနီဆွန်ရင်ကြီးဟုကျတိထဝေ90အစုအလုံးခဲရင်တော်မူတော်ကိုကရွန်တော်ဘုရားဖြစ်ရန်ဤတန်ကြုတ်ကုတ်အာထုတော်မူရသည်ဖြစ်ပြီးခေရလက်ရှိပြလုံးအသက်ဆုံးလည်းနှလုံးစိတ်ဝံကိုရောဤပင်မခြင်းတို့ကတော်ဘဝတဏ္ဍကျိတ်ဖန်များစွာရောက်တော်မူခဲ့ရရှာလေပြီမဟာကရုဏိကတသတ္တဝါများယင်ဝေတာကေတုတနာချိခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတကုံပေါင်းခါသည်ဖြင့်နာထမြညာထိုရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြောင်းမှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အထုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းဝိပဿနာရှုွယ်တော်40အပိုင်း9ဝိပဿနာတရားကိုကျင့်ကြံအထောက်လိုကြတဲ့သူတော်စင်ယောဂီပုဂ္ဂိုလ်တိုင်းဘယ်လိုအထောက်ရမယ်ဆိုတဲ့ဤစနစ်တွေကိုသိရှိနားလည်ထားတဲ့ဘယ်လောက်ပဲလို့စနစ်တကျလုံးမအောင်မြင်ပြည့်စုံနိုင်စနစ်မကျဘူးဆိုလို့ရှိရင်အောင်မြင်ပြည့်စုံနိုင်မှုမရှိဘူးဒါကြောင့်မို့ကမ္မထာလုံးအထုတ်တယ်ဆိုတဲ့အခါမှာလဲကမ္မထာဘာဝနာအထုတ်ပုံအထုတ်နည်းကိုသင်ယူကြရမှတ်သားကြရအဲ့လိုမှတ်သားသင်ယူပြီးတဲ့နောက်မှာလုပ်ငန်းသဘောအရာလက်တွေ့ကျင့်သုံးကြရတာဖြစ်တယ်ပေါ့
ထိုလိုလက်တွေ့ကျင့်သုံးတဲ့အခါမှာတဏှာပါလာတဲ့ကိလေသာတွေရဲ့ဒုတွေကအမတန်ကြီးမားသည့်အတွက်ကြောင့်ယခဏတွင်အောင်မြင်ဖို့ဆိုတာဟာလူတော်တော်များများဖို့မဖြစ်နိုင်ဘူးဒါကြောင့်ဆွဲရှိရှိလုပ်ရမယ့်ကိစ္စမျိုးပဲဖြစ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမတော်ဟာ mind center teaching လို့ဆိုတဲ့အတိုင်းစိတ်ကိုဗဟိုထားပြီးတော့ဆုံးမသွန်သင်မှုဖြစ်တာဖြစ်လို့မိမိတို့ရဲ့စိတ်ဓာတ်အနေအထားကိုသိရှိအောင်အမြဲတမ်းကဲခတ်ရအကဲခတ်ပြီးတဲ့အခါကျတော့မှမိမိတို့စိတ်အခြေအနေရကမ္မထာအာယုန်တစ်ခုခုနဲ့အခြေတည်ပြီးတော့ဝိပဿနာကျင့်စဉ်ဆိုတာကိုကျင့်ကြရတယ်မဟာသတိပဋ္ဌာန်သုတ်မှာတခြားသုတ်တွေမှာရောညွှန်ကြားထားတဲ့အတိုင်းပဲအဓိကစိတ်ရဲ့အညစ်အကြေးတွေကဘယ်သူတွေလဲလို့ဆိုရင်နိဝရဏလို့ခေါ်တဲ့သဘာဝတရားတွေပဲအာယုန်နဲ့တွေ့လာလို့ရှိရင်ဥဆောင်ပြီးတော့ဖြစ်ပေါ်လာတဲ့နိဝရဏတရားကာမိသန္တာနဲ့ပြာပါဒတို့သာဖြစ်တယ်ကာမိသန္တာဆိုတာမျက်စိနန္ဒလျာကိုလို့ဆိုတဲ့ဓွာရ၅ပေါက်ဓွာရ၅ဝါကနေပြီးတော့ဝင်ရောက်လာတဲ့အစင်းအတန်အနံ့အရသာအထီးတွေးဆိုတဲ့ဒီအာယုန်တွေပေါ်မှာကောင်းမြတ်တဲ့အာယုန်နှစ်သက်စရာကောင်းတဲ့အာယုန်မျိုးဆိုလို့ရှိရင်ထိုအာယုန်မျိုးကိုထပ်မံရရှိခြင်းနဲ့ဆန္ဒရရှိပြီးတဲ့အာယုန်ပေါ်မှာတွေ့တာနေတဲ့သိမ့်ပိုက်တတ်တဲ့တဏှာအဲ့ဒီတဘာဝတရားတွေကိုကာမိသန္တာတရားကိုအားဖြင့်တော့လောဘကိုပြောတာပါပဲလောဘလိုပဲခေါ်ခေါ်ရာဂလိုပဲခေါ်ခေါ်တဏှာလိုပဲခေါ်ခေါ်သူ့ရဲ့အသွင်တရံအရအမည်နာမစကားလုံးတွေပြောင်းထားတော့လည်းပဲကာမိသန္တာရဲ့တဘာဝတရားလောဘပဲဖြစ်တယ်ကာမဆိုတာလိုချင်စရာအာယုန်တွေကိုဒီနေရာမှာကာမလို့ခေါ်တယ်အဲ့ဒီလိုချင်စရာအာယုန်တွေပေါ်မှာလိုချင်မှုစိတ်ဆန္ဒဖြစ်ပေါ်လာတာကာမိသန္တာပဲတရားကိုကောင်းတဲ့အခါကျတော့လောဘပဲအဲ့ဒါဟာအသိဉာဏ်တွေကိုအားပြော့သွားစေပြီးတော့စိတ်ဓာတ်ကိုလွှမ်းမိုးချုပ်ကင်ထားတဲ့ဖြင့်ကုသိုလ်တွေဖြစ်ခွင့်မရတော့အောင်လူတွေရဲ့အသိစိတ်တွေမှာကုသိုလ်တရားတွေဖြစ်ခွင့်မရအောင်ပိတ်ဆို့ပြီးတော့သွားတတ်တယ်။ဒါကြောင့်မို့အဲ့ဒီတရားတွေကိုအပိတ်အဆို့နိဝရဏလို့ဒီလိုခေါ်တော့ရေမြောင်းတွေမှာဓာတ်တွေအမိုက်တွေပိတ်နေလို့ရှိရင်ရေမစည်းတော့သလိုပဲလူတွေရဲ့စိတ်ထဲမှာကာမိသန္တာတွေလွှမ်းမိုးလာလို့ရှိရင်စိတ်တွေဟာ block ဖြစ်သွားတယ်ဖြစ်သွားပြီးတော့ပိတ်ဆို့နေသည့်အတွက်ကြောင့်ကုသိုလ်စိတ်တွေစီးဝင်နိုင်ခြင်းဖြစ်ပေါ်လာခြင်းမရှိဘူးကုသိုလ်စိတ်တွေမဖြစ်ရုံနဲ့မကဘူးတတိတွေလည်းအားပြော့သွားတယ်ပညာတွေလည်းအားပြော့သွားတယ်လို့ဒီလိုဆိုတာပေါ့ဒါကြောင့်မလို့မိမိတို့စိတ်ကိုအစဉ်ထာဝရတတိထားနေဖို့ကဘာလဲငါစိတ်ထဲမှာကာမိသန္တာလို့ခေါ်တယ်ကာမဂုဏ်အာယုန်နဲ့တွေ့လာလို့ရှိရင်လိုချင်တတ်မဲ့ပြီးသိမ့်ပိုက်ထားလို့တဲ့ဆန္ဒတွေရှိသလားရချင်တဲ့ဆန္ဒတွေငါတဏ္ဍာမှာရှိနေသလားရှိနေရင်ဘာကြောင့်ရှိနေရသလဲမရှိရင်ဘာကြောင့်မရှိတာလဲဘာနဲ့မရှိအောင်လုပ်ရမှာလဲဆိုတဲ့ဒီနိလန်းတွေကိုသိရှိအောင်မိမိစိတ်ကိုcheck in လုပ်ကြရမှာဖြစ်တယ်လူတွေကမှန်လေးကိုကြည့်ပြီးတော့ကိုယ့်မျက်နှာကိုတော့ကို check in လုပ်ကြတယ်ပေါ့နော်မျက်နှာကိုကြည့်ပြီးတော့လှမလားအဆင်ပြေမပြေဒီလိုကြည့်တတ်ကြပေမဲ့လို့မိမိရဲ့စိတ်ကိုတော့ဆင်ញင်သုံးသပ်မှုဟာအားနည်းနေကြတယ်ဒါကြောင့်မို့လို့ရုပ်ခန္ဓာကိုယ်ကြီးကိုဆင်ញင်သုံးသပ်ပြီးတော့မှန်ထဲမှာကြည့်တယ်လို့မိမိရဲ့စိတ်အခြေအနေကိုလည်းပဲဉာဏ်နဲ့ကြည့်ပြီးတော့ဆင်ញင်သုံးသပ်ဖို့လိုအပ်တယ်
အဲ့ဒီလိုဆင်ញင်သုံးသပ်ကြည့်မှမိမိစိတ်အခြေအနေဆိုသိလာနိုင်မှသာလေအဲ့နဲ့ကိုယ်တဏ္ဍမှာဘယ်ကမ္မထာအာထုတ်မှတင့်လျော်မယ်ဆိုတာလေရွေးချယ်မှုတွေကိုပြုနိုင်မှာဖြစ်တယ်ပေါ့လောကလူတွေဟာလောဘမကင်းမှုဆိုရင်လိုချင်တာရနေတဲ့များလောဘထိုရထားတဲ့အရာဝတ္ထုတစ်ခုဆုံးရှုံးသွားလို့ရှိရင်ဒေါမနတနဲ့ဒေါသဆိုတာဖြစ်လာတတ်တယ်ဟောအေးဒေါမနတဆိုတဲ့ခံစားချက်ဝင်လာရင်ဒေါသနဲ့တွဲဝင်လာတာဖြစ်တော့ကြောင့်နိဝရဏတရားတွေမှာဒေါသကိုဗျာပါဒလို့ဒီလိုဆိုတာဗျာပါဒဆိုတာစိတ်အခြေအနေတစ်ခုပျက်စီးသွားတယ်လို့ဒီလိုပြောတယ်အာယုန်ဒီပုံမှာလက်လွတ်ဆုံးရှုံးသွားရင်လည်းဗျာပါဒဖြစ်တယ်ကိုမမြင်ခြင်းမကြားခြင်းစတဲ့အာယုန်တွေကိုယ်တဏ္ဍာမှာရောက်ရှိလာပြီမြင်ရပြီကြားရပြီဆိုလို့ရှိရင်လည်းမမြင်ခြင်းဘူးမကြားခြင်းဘူးဆိုတာတွေနဲ့စိတ်အခြေအနေတခုကဒေါသဖြစ်လာတယ်ဟောမုန်းတီးလာတယ်အာယုန်ပေါ်မှာမုန်းတီးတာလည်းဒေါသပဲလူကိုမုန်းပြီးစိတ်ဆိုးမှဒေါသမဟုတ်ဘူးအာယုန်ပေါ်မှာဆက်ကျင်လာတဲ့သဘောဟာဒေါသပဲအဲ့ဒီဒေါသကိုပဲစိတ်ရဲ့ပျက်စီးနေမှုအကြောင်းပြုပြီးတော့ဗျာပါဒလို့ခေါ်တာအဲ့ဒီဗျာပါဒဆိုတဲ့တဘာဝတရားဟာလေကုသိုလ်စိတ်တွေမဖြစ်အောင်ပညာတွေအားပြော့သွားအောင်ကောင်းမြတ်တဲ့တတိတွေမရှိအောင်ပိတ်ဆို့ထားတတ်တယ်ဒါကြောင့်မို့သူ့ကိုလည်းနိဝရဏလို့ခေါ်ရပါတယ်ဒီလိုဆိုတာပေါ့နိဝရဏတွေကဒီနိဝရဏနှစ်ခုဟာအရေးကြီးတဲ့နိဝရဏနှစ်ခုဒါကြောင့်မို့မဟာသတိပ္ပဏသုတ်မှာတရားထုတ်ပြီးဆိုရင်ဒီနိဝရဏတရားနှစ်ခုကိုအဓိကထားပြီးတော့ဝိနည်းယလောကေအဘိဓါဒေါမနတလောကေမိမိရှုမှတ်နေတဲ့ကာယဝေဒနာစိတ်ဓမ္မလို့ဆိုတဲ့လောကမှာအဘိဓါဒေါမနတအဘိဓါဒေါမနတလို့ဆိုတဲ့နိဝရဏတရားကိုပါရဝိနည်းပယ်ဖြောက်၍ဝိပဿနာရှုတယ်ဆိုတာကာမိသန္တနိဝရဏနဲ့ဗျာပါဒနိဝရဏအဓိကထားတယ်သမထကျင့်စဉ်တစ်ခုကျင့်ပြီဆိုရင်လည်းပဲဟောဒီနိဝရဏနှစ်ခုအဓိကထားပြီးဖယ်ရှားရတာပဲဖြစ်တယ်ပေါ့တမာတိစွမ်းအားနဲ့လည်းဖယ်ရှားလို့ရတယ်ပညာစွမ်းအားနဲ့လည်းဖယ်ရှားလို့ရတယ်အေးတမာတိရှိလာပြီဆိုရင်လည်းကာမိသန္တနိဝရဏလို့ဗျာပါဒလို့ဆိုတာဖြစ်မလားလို့ရှိရင်ပညာတွေဟာတဖြည်းဖြည်းရင့်ကျက်ပြီးတော့တိုးတက်လာနိုင်တယ်ပေါ့ဒီလိုဆိုလိုတာပေါ့နော်ဒါကြောင့်မို့နိဝရဏတရားတွေကိုဖယ်ရှားနိုင်အောင်ကြိုးစားတရားထုတ်တယ်ဆိုတာနိဝရဏတရားတွေကိုဖယ်ရှားဖို့ကြိုးစားတာအဲ့ဒီကြိုးစားတဲ့အခါမှာဒီကပ္ပဋ္ဌာန်းအာယုန်တစ်ခုပေါ်မှာလိုအပ်တဲ့အရေးချင်း၃ခုကဘာလဲလို့ဆိုရင်မဟာသတိပ္ပဏသုတ်မှာဟောထားတဲ့အတိုင်းအာတာပိတမ္ပဇာနောတတိမာအာတာပိဆိုတာပြင်းပြင်းထန်ထန်ကြိုးစားအထုတ်တဲ့ဝိရိယသို့မဟုတ်မိမိတဏ္ဍာမှာဖြစ်ပေါ်လာတဲ့ကိလေသာတွေကိုဖိနှိပ်ချုပ်ချယ်တွန်းထုတ်နိုင်တဲ့စွမ်းရည်တတ္တိရှိတဲ့လုံလဝိရိယမျိုးအဲ့ဒီလုံလဝိရိယမျိုးဆိုတာမဖြစ်သေးတဲ့အကုသိုလ်မဖြစ်အောင်တားတာရင်ဆောင်စည်းတာဆုတ်ပိတ်တာသံဝရဖြစ်ပေါ်လာလို့ရှိရင်အကုသိုလ်တရားဖြစ်လာတဲ့အကုသိုလ်တရားကိုဖယ်ရှားပြစ်နိုင်တယ်ပါဟနာအဲ့ဒီနှစ်ခုဟာအမြဲတမ်းအရေးကြီးတယ်မဖြစ်သေးတဲ့ကုသိုလ်တွေဖြစ်လာဖို့ဖြစ်ပြီးသားကုသိုလ်တွေတိုးပွားလာဖို့ဆက်လက်ကြိုးစားအထောက်အဲ့ဒါလို့အာယုန်တစ်ခုပေါ်မှာအလုံးလုံးလို့ရှိရင်စိတ်အားထက်ထက်မြက်မြက်နဲ့နှုတ်တဲ့အာတာပဆိုတဲ့လုံလဝိရိယမျိုးရှိရမယ်ကိလေသာတွေကိုတွန်းထုတ်လောင်မြိုက်ပြစ်နိုင်တဲ့ပူလောင်စေတတ်တဲ့လုံလဝိရိယမျိုးလို့ဒီလိုဆိုတာအဲ့တော့လုံလဝိရိယရှိပြီဆိုတဲ့အခါမှာအရေးကြီးတာဘာလို့ဆိုရင်တမ္ပဇာနောတတိမာတတိရှိဖို့လည်းလိုတယ်ပညာအစဉ်ချင်းရှိဖို့လိုတတိနဲ့တမ္ပဇင်ညဆိုတာဒီနှစ်ခုဟာအမြဲတမ်းတွဲဖက်ထားတတိပပါပဲနဲ့ပညာဖြစ်တယ်လို့မရှိဘူးတဲ့နာဟိတတိဝိရိဒါနာမပညာအဋ္ဌိ
တတိဝိရိဒပညာတတိကင်းပြီးတော့ဖြစ်လာတဲ့ပညာဆိုတာဘယ်တော့မှမရှိဘူးနတ်ဖြစ်ရှိဘူးလို့ဒီလိုဆိုတာစာပေကျမ်းဒါကြောင့်ပညာဖြစ်ဖို့ရာအတွက်တတိကရှိနေရတတိမရှိဘဲနဲ့ပညာဆိုတာဖြစ်မလာနိုင်ဘူးဒါကြောင့်ကမ္မထာအထုတ်ပြီးဆိုရင်နံပါတ်1ကြိုးစားရမယ်နံပါတ်2တတိနဲ့ပညာဒီနှစ်ခုတွဲဖက်ပြီးတော့ရှိနေရမယ်အဲ့ဒီလိုတွဲဖက်ပြီးအာယုတစ်ခုပေါ်မှာအလုံးလုံးလိုက်ပြီးဆိုတဲ့အခါကျတော့ဖယ်ရှားလို့ရတာဘာတွေတုံးဆိုရင်ကာမိသန္တာအဘိဇာလို့ဆိုတဲ့ကာမိသန္တာនិဝရဏဒီနေရာမှာတတိထားဖို့ရအဘိဇာဆိုတဲ့စကလုံးရဲ့အဓိပ္ပာယ်ကိုတတိထားဖို့လိုအပ်တယ်စာပေကျမ်းဂန်တွေမှာအထူးမဖွင့်ပေမဲ့လို့ဒီအဘိဇာဟာဒုစရိုက်မနောဒုစရိုက်ထဲမှာပါတဲ့အဘိဇာပြာပါဒမိစ္ဆာဒိဋ္ဌိနဲ့တူသလားလို့မေးရင်သဘာဝတရားချင်းတော့တူတယ်တွင်ပြင်လက္ခဏာမတူဘူးလို့ပြောအောင်မနောဒုစရိုက်ထဲမှာပါတဲ့အဘိဇာဆိုတာဟာယံပရတ္တသူပိုင်ပစ္စည်းဟာငါပိုင်ဖြစ်ရင်ကောင်းပါပဲဆိုတဲ့မတရားတဲ့အခြေခံတဲ့မတရားတဲ့အတွေးပါတဲ့လောဘကိုဝိဇ္ဇာလို့ခေါ်တာဒီနေရာမှာကမ္မထာအထုတ်နေတဲ့အချိန်အာယုံပေါ်မှာအဘိဆိုတာရှေးရှုဇာဆိုတာလောဘနဲ့ကြံစည်နေမှုဆိုတဲ့အဘိဇ္ဇာမျိုးကိုယူရမယ်မနောဒုစရိုက်အဘိဇ္ဇာကိုဆိုလိုတာမဟုတ်ဘူးဆိုတာတတိချက်ဖို့လိုရတယ်ကမ္မထာအထုတ်နေပြီးတော့သူရပစ္စည်းငါပစ္စည်းဖြစ်ရင်ကောင်းမှာပဲဆိုတာကတော့စိတ်သာဝင်လာပြီးတော့သူများပစ္စည်းကိုခိုးဖို့ချောင်းတဲ့တခိုးကလွဲရင်တော့ဉာဏ်တဲ့ပုဂ္ဂိုလ်ဖြစ်ဖို့မရှိပါဘူးเนาะတရားလာအထုတ်တဲ့ပုဂ္ဂိုလ်မှာသူများပစ္စည်းငါပစ္စည်းဖြစ်ပါစေဆိုတဲ့ဒီလိုကြမ်းတမ်းတဲ့မနောဒုစရိုက်ထဲမှာပါတဲ့အဘိဇာမျိုးဆိုလိုတာမဟုတ်ဘူးလို့ဒီလိုမှတ်ရအဘိဇာဝိတမလောဘအာယုန်တစ်ခုပေါ်မှာအဘိကမ္မထာအာယုန်ပဲဖြစ်စေမိမိကြံတွေးနေတဲ့ရှိလာတဲ့မိမိရဲ့တဏ္ဍာမှာထင်ပေါ်လာတဲ့အာယုန်တစ်ခုပေါ်မှာစာလောဘနဲ့ကြံတွေးတာမျိုးဖြစ်စေရဘူးလို့ဒီလိုဆိုလိုတဲ့အဘိဇာမဟာတတိပ္ပဏတုတ်မှာအဘိဇာဒေါမနတံလို့ဆိုပြီးတော့ဒေါမနတဝေဒနာကိုဖယ်ရှားရမယ်လို့ဒီလိုပြောတာဟာတစ်ဖက်ကကြည့်မယ်ဆိုရင်ဒေါမနတဝေဒနာဆိုတာဘယ်သူနဲ့အမြဲတွဲတယ်လဲလို့ဆိုရင်ဒေါသဆိုတဲ့ပဋိက္ခနဲ့အမြဲတွဲတယ်ပေါ့ဒါကြောင့်မို့ဒေါသနဲ့ဒေါမနတဟာအမြဲတမ်းတွဲဖက်နေတာဖြစ်သောကြောင့်အဘိဓမ္မထသင်္ဃာအကျမ်းကိုရေးတဲ့နှစ်ခုပြောတဲ့အခါကျတော့ဒေါမနတသာကတံပဋိက္ခတံပယုတ်တံဆိုတဲ့စကားနှစ်ခုဘာဖြစ်လို့နှစ်ခုလုံးဆိုရတယ်လဲဆိုတဲ့နေရာမှာရှင်းထားတဲ့နေရာဒီဘာဝတရားနှစ်ခုကအမြဲတမ်းတွဲနေတယ်ဆိုတာကိုသိစေဖို့အတွက်ဆိုတယ်လို့ဒီလိုပြောတာနော်ဒါကြောင့်မို့ဒေါမနတလို့ပြောလိုက်ရင်လည်းဒေါသပါလာဒေါသလို့ပြောလိုက်ရင်လည်းဒေါမနတပါလာမှာပဲစိတ်ဆိုတာခံစားချက်နဲ့ကိန်းတာမဟုတ်ဘူးဒါကြောင့်မဟာတတိပ္ပဏတော့မှာတော့ဒေါမနတဝေဒနာလို့သုံးတော်လည်းပဲဗျာပါဒဆိုတဲ့နိဗ္ဗာန်ကိုရည်ညွှန်းတယ်လို့စာပေကျမ်းဂန်တွေမှာဒီလိုဆိုတာပေါ့ဒီအရေးပေးရမယ်အဓိကကြတဲ့ဒီနိဗ္ဗာန်နှစ်ခုကိုဖယ်ရှားလိုက်တာနဲ့ကျန်တဲ့ဒီနိဗ္ဗာန်တရားတွေဟာလည်းပဲတမာရီစွမ်းအားနဲ့ဖယ်ရှားပြီးဖြစ်သွားနိုင်တယ်ပေါ့ဒါကြောင့်မို့ဝိပဿနာကျင့်စဉ်တွေကိုကျင့်ပြီလို့ဆိုတဲ့အခါမှာဘယ်ဟာကိုဝိပဿနာအာယုံဖြစ်ရွေးရတယ်လဲလို့ဆိုရင်အကျဉ်းချုပ်အားဖြင့်သဘာဝအစစ်ဖြစ်တဲ့ယုံနဲ့နံနှမျိုးကိုပဲဝိပဿနာအာယုံကိုဖြစ်ရွေးရတယ်အဲဒီလိုရွေးလိုက်လို့ဆိုလိုတာကတော့ဥပါဒဏ်နဲ့ခန္ဓာ၅ပါးလို့ပြောတာခန္ဓာ၅ပါးလို့ဆိုပေမဲ့လို့ကပ္ပဋ္ဌာန်းရဲ့အာယုံကဥပါဒဏ်နဲ့ခန္ဓာ၅ပါးဥပါဒဏ်နဲ့ခန္ဓာ၅ပါးဆိုတာယုတ်မှန်သမျှတော့ဥပါဒဏ်နဲ့ရူပပါဒနဲ့ခန္ဓာယုတ်ဟာဥပါဒဏ်နဲ့ခန္ဓာပဲသို့သောဝေဒနာတင်ညာသင်္ခါရဝိညာဏဆိုတာတွေကြတော့ဥပါဒံရဲ့အာယုံမဖြစ်တဲ့လောကုတ္တရာပိုင်းဆိုင်ရာဝေဒနာတင်ညာသင်္ခါရဝိညာဉ်တွေပေါင်းမပါရဘူးကပ္ပဋ္ဌာန်းရှုလို့မရဘူးကိုယ်မရှိတာရှုလို့လည်းမရဘူးအဲ့ဒါကြောင့်မလို့
ဝေဒနာတင်ညာသင်္ခါရဝိညာဏဆိုတဲ့ဒီသဘာဝတရားတွေကြတော့တကယ်ဥပါဒณะခန္ဓာမှုရှုရတာဖြစ်တော့ကြောင့်ဥပါဒံရဲ့အာယုံဖြစ်တဲ့ခန္ဓာမျိုးကိုသာဒီနေရာမှာပင်စက်ခန္ဓာ၅ပါးလို့ဒီလိုဆိုတာလို့မှတ်ရဧကောင်းပြီဝိပဿနာရှုပြီဆိုရင်ခန္ဓာ၅ပါးကိုယ်တဏ္ဍာမှာတွေ့အောင်ရှာကြရှာပြီးတဲ့အခါကျတော့ထူးခြားတဲ့အမြင်တစ်ခုနဲ့ကြည့်ပြီဆိုတဲ့အခါဘယ်လိုကြည့်ရမလဲပဋိသမိဓမ္မပါဠိတော်မှာရှုပုံရှုသည်အနုပတ္တနာအချင်းရာ40ကိုဖော်ပြထားတဲ့ထဲမှာအခုဒီကနေ့အချင်းရာ40တဲ့က19ခုမြောက်ကစပြီးတော့ဟောကြားမှာဖြစ်တယ်ရှေ့ပိုင်းကအနိစ္စတော်ဒုက္ခတော်စသည်ဖြင့်18မျိုးထိအောင်ရှင်းလင်းပြပြီးပြီဘယ်အမြင်နဲ့ပဲကြည့်ကြည့်ခန္ဓာပေါ်မှာလူရင်းကတော့မိမိရထားတဲ့ခန္ဓာပေါ်မှာတွေ့တာမှုတွေကြပြအောင်လုပ်တာအဓိကဖြစ်တယ်ခန္ဓာပေါ်မှာတွေ့တာနေတဲ့မြတ်ကာလပတ်လုံးတဏှာဝကထွက်ဖို့ဆိုလွယ်ဘူးဒါကြောင့်မို့ခန္ဓာပေါ်မှာမှန်ကန်တဲ့အမြင်တွေနဲ့မြင်နိုင်ဖို့အခုလိုတော40ရှုွယ်အချင်းရာ40ကိုဟောကြားတာဖြစ်တယ်။အဲ့တော့ဒါတော့မှပဲဒီ40ပဲရှုလို့ရလားတခြားနည်းရှုလို့မရဘူးလားလို့ခန္ဓာကိုယ်ကြီးပုံမှာအမှန်တဘာဝစိုက်ထိအောင်တခြားနည်းနဲ့လည်းခန္ဓာကိုယ်ပေါ်မှာတွေ့တာနေတဲ့တဏှာပြတ်ဖို့မှားယွင်းနေတဲ့အမြင်ဆိုတဲ့ဒိဋ္ဌိတွေဖယ်ရှားဖို့ရှုမယ်ဆိုရင်ရှုလို့မရဘူးဆိုတဲ့နေရာမျိုးဟာမရှိနိုင်ပါဘူး။ဒါကြောင့်မို့မှန်ကန်တဲ့ရှုွက်တွေကိုမြတ်စွာဘုရားရှင်းလင်းပြီးတော့ဖော်ပြတာဖြစ်တယ်ပေါ့။အဲ့ဒါကိုပဋိသင်္ဗိဓမ္မကပါဠိတော်မှာရှင်းလင်းဟောကြားထားတယ်။ပဋိသင်္ဗိဓမ္မကပါဠိတော်ကတော့ရှင်သာရိပုတ္တရာမထေရမြတ်မြတ်စွာဘုရားစီကဤယူပြီးတော့ဟောကြားထားတယ်လို့ဒီလိုဆိုကြတယ်။အဗ္ဗဓမ္မပြည့်စုံတဲ့ကျင့်စဉ်တစ်ခုပဋိသင်္ဗိဓမ္မပါဠိတော်မှာပြထားတယ်။ကဲအဲ့ဒီတော့19နံပါတ်ရှုခွက်လေးတစ်ခုပြောကြရအောင်ပင်စက္ခန္ဒီအတ္တရဏတောအတ္တရဏတောပတ္တံတောအနုလောမိကံခန္တိပฏิလဝတိပင်စက္ခန္ဒီဥပါဒณะခန္ဓာလို့ဆိုတဲ့ခန္ဓာ၅ပါးတို့ကိုအတ္တရဏတောဘေးရန်ကိုဖယ်ရှားတတ်တဲ့တရားမဟုတ်ဘူးဟူ၍တရဏဆိုတာဘေးရန်ကိုကာကွယ်ဆောက်ရှောက်နိုင်တယ်ကိုးကွယ်ရာဖြစ်တယ်ခန္ဓာ၅ပါးဟာကိုးကွယ်ရာမဟုတ်ဘူးအားထားเสียမဟုတ်ဘူးဘေးရန်အန္တရာယ်တွေကိုဖယ်ရှားပြစ်နိုင်တဲ့စွမ်းရည်ခန္ဓာ၅ပါးမှာမရှိဘူးတဲ့ဒါကြောင့်မို့ဗုဒ္ဓံတရဏံကိစ္ဆာမိဆိုလို့ခန္ဓာကိုသွားပြီးတော့တရဏံကိစ္ဆာမိလို့လို့မရဘူးလို့ခန္ဓာဟာအတရဏဘေးရန်အန္တရာယ်တွေကိုဖယ်ရှားပြစ်နိုင်တဲ့စွမ်းရည်တတ္တိမရှိဘူးလို့ကိုယ်ခန္ဓာကိုစိတ်စိတ်တွေးပြီးတော့ခန္ဓာကိုယ်ကြီးဟာအားကိုးရမယ့်အရာလည်းမဟုတ်ဘူးကိုးဝယ်ရမယ့်အရာလည်းမဟုတ်ဘူးဖြစ်ပေါ်လာတဲ့ကိုတားဆီးနိုင်တဲ့အရာလည်းမဟုတ်ဘူးလို့ဒီလိုရှုမြင်တာဟာလည်းပဲဝိပဿနာဉာဏ်နဲ့ရှုမြင်ခြင်းပဲလို့ဒီလိုပြောတာနော်အတ္တရဏတော့ဘေးရန်ကိုဖယ်ရှားနိုင်တဲ့တရားမဟုတ်ဘူးရဲ့လို့ပတ္တန်တော့ဝိပဿနာဉာဏ်နဲ့ခန္ဓာကိုရှုလိုက်တဲ့အခါမှာအနုလောမိကံခန္တေမဉ္ဇဉ်အာလျောစွာဖြစ်တဲ့စွမ်းရည်တတ္တိပြည့်တဲ့ဝိပဿနာဉာဏ်ကိုခန္တီဆိုတာခန္တီဆိုတဲ့စကားလုံးလေးကဒီတခါတည်းဉာဏ်ကိုဥတည်ပြီးတော့ပြောတာဒီနေရာမှာဉာဏ်ကိုပြောတာသိခန္ဓာကိုပြောတာမဟုတ်ဘူးသိခန္ဓာဆိုတဲ့စကားလုံးကြတော့ဘယ်အရာကောက်ရလဲဆိုအဒေါသမေတ္တာကိုပဲအရာကောက်တယ်အဒေါသစေတသိက်ကိုပဲခန္တီရအရာကောက်တယ်သို့မဟုတ်အဒေါသပြတ်ထန်းတဲ့နမိတ်ခန္ဓာ၄ပါးအစုကိုခန္တီရကောက်တယ်အဲ့ဒီခန္တီဆိုတာသိခန္ဓာဆိုတဲ့အဓိပ္ပာယ်ကမြန်မာလိုပြန်ထားတဲ့အဓိပ္ပာယ်တရားချမ်းရှုထောင့်ကပြောမယ်ဆိုရင်
ခန္တီဆိုတာဘယ်လိုဟာလဲလို့ပြောရင်ခမှုတဟနေလို့ဆိုတဲ့စွမ်းရည်တတ္တိရှိတာကိုပြောတာသိခဏနဲ့ဆိုတာခံနိုင်တဲ့စွမ်းရည်တတ္တိတစ်ခုကိုပြောပြတာပဲစိတ်ရဲ့တတ္တိစွမ်းအားတစ်ခုပဲဘယ်သူကလာဆဲဘယ်သူကလာစောကားပုံမှန်စိတ်အခြေအနေတစ်ခုပြတ်မတော့အောင်ထိန်းထားနိုင်တာကိုခန္တီလို့ပြောတာအေးကြောက်လို့ပြန်မပြောလို့ငုံခံနေတဲ့စိတ်ထဲကတော့မကျေနပ်ဘူးဒေါသတွေဓမ္မဘဝထွက်နေခန္တီမဟုတ်တော့ဘူးနော်ကတိခေပြောတာအဲ့ဒါကလူပြောင်းနေအနေပေးတယ်လို့ပေါ့ခန္တီစမနိုင်လို့သိခံရခြင်း၎င်းဆိုရင်ခန္တီမျိုးပဲဖြစ်သွားတကယ်ခန္တီအစ်စ်မဟုတ်တော့ဘူးခန္တီဆိုတာဆန့်ကျင်ဘက်တစုံတစ်ခုရဲ့ဆန့်ကျင်ဘက်တွေနဲ့တွေ့တဲ့အခါမှာပင်ကိုယ်စိတ်အခြေအနေမပြောင်းအောင်ထိန်းထားနိုင်တဲ့စွမ်းရည်တတ္တိတစ်မျိုးကိုအဲ့ဒါမှခန္တီအစစ်အခုဒီဝိပဿနာဉာဏ်ကိုခန္တီလို့ခေါ်တာကြတော့စွမ်းဆောင်နိုင်တယ်ဆိုတဲ့အဓိပ္ပာယ်မဉဏ်ဖြစ်ပေါ်လာသည့်အထိအောင်စွမ်းဆောင်မှုပေးနိုင်တဲ့ဉာဏ်မျိုးကိုအနုလောမိကခန္တီဉာဏ်လို့ဒီလိုပြောတာအေးဒါကြောင့်မလို့စကလုံးဆိုတာသူ့နေရာလေးနဲ့သူအဓိပ္ပာယ်မှန်အောင်ယူတတ်မှန်အောင်မယူရင်မှားရင်းနဲ့အဓိပ္ပာယ်ကိုရသွားနိုင်ပေါ့ဒါကြောင့်ကိုယ်တဏ္ဍာမှာရှိတဲ့ခန္ဓာ၅ပါးကိုအေးဘေးအန္တရာယ်တွေကိုကာကွယ်နိုင်စွမ်းမရှိတဲ့အရာပဲလို့ဒီလိုရှုမြင်နိုင်ရမယ်အဲ့ဒီလိုရှုမြင်ရင်းနဲ့ပဲဝိပဿနာဉာဏ်အစဉ်စဉ်တက်သွားပြီးမဲ့ဉာဏ်နာကတ်သွားတဲ့အနုလောမိကခန္တီဉာဏ်ကိုရရှိနိုင်ပါတယ်ဒါဖြင့်ဒီနေရာမှာအတ္တရဏကိုယ်ဝေယမဟုတ်ဘူးဘေးအန္တရာယ်ကိုမကာကွယ်နိုင်ဘူးဆိုတာကိုဘာကြောင့်ပြောတယ်လဲဘာကြောင့်ခန္ဓာကိုအတ္တရဏလို့ပြောရတယ်လဲလို့ဆိုတဲ့အခါကျနေတိတာနံဘယတာရကတ္တာဘာဝေနအတ္တရဏတော့နေတိတာနံခန္ဓာကိုမှီပြီးတော့အာကိုတကြီးလုံနေကြတဲ့ပုဂ္ဂိုလ်တွေအေးခန္ဓာကိုရှိထားတဲ့ပုဂ္ဂိုလ်တွေကခန္ဓာကိုမှီနေကြယုံကြည်စိတ်ချကိုယ်ခန္ဓာကိုယ်ကြီးရှိနေဘာမှမဖြစ်ဘူးလို့ယုံကြည်စိတ်ချအာကိုကြခန္ဓာကိုအာကိုပြီးတော့မိကိုနေကြတဲ့ပုဂ္ဂိုလ်တွေကိုတဲ့ဘယတာရကတ္တာဘာဝေနဘေးရန်ကိုဖယ်ရှားဖို့ကာကွယ်ပေးဖို့ဆိုတဲ့စွမ်းရည်တတ္တိသူ့မှာမရှိဘူးတဲ့ဒီလိုဆိုလို့အာကိုလို့လည်းအာကိုရမရောက်ဘူးတဲ့ဘေးရန်ဟူသမျှကိုခန္ဓာကိုယ်ကြီးကပဲဖိတ်ခေါ်နေတယ်လို့ရှိတယ်ဒုက္ခမှန်သမျှကိုလည်းပဲခန္ဓာကိုယ်ကြီးကိုကဖိတ်ခေါ်နေတယ်လို့ရှိတယ်ဒါကြောင့်မို့လို့ဘေးရန်အန္တရာယ်ကိုဖယ်ရှားဖြစ်နိုင်တဲ့စွမ်းရည်တတ္တိသူ့မှာမရှိဘူးတဲ့ခန္ဓာကိုယ်အမိပြုပြီးခန္ဓာရထားတဲ့ပုဂ္ဂိုလ်တိုင်းဟာဘေးရန်အန္တရာယ်နဲ့ကြုံနေကြခန္ဓာကိုယ်ကဘာမှစွမ်းရည်တတ္တိနဲ့ဖယ်ရှားနိုင်စွမ်းမရှိဘူးလို့ဒီလိုဆိုတာပေါ့အဲ့ဒါကြောင့်မို့လို့အတ္တရဏခန္ဓာကိုယ်ဟာအာကိုရမယ့်အရာမဟုတ်ဘူးအာကိုရင်ကြည့်လေကျမ်းမာမယ်လို့ထင်နေမကျမ်းမာဘူးလူပြိုနေမယ်ထင်ပေမဲ့မလူပြိုဘူးမသေးဘူးထင်ပေမဲ့လို့မသေးတာမရှိဘူးသေရဒါကြောင့်လို့ခန္ဓာကိုယ်ကြီးကအိုခြင်းဆိုတာကိုလည်းမကာကွယ်ဘူးနာခြင်းဆိုတာကိုလည်းမကာကွယ်ဘူးသေခြင်းဆိုတာကိုလည်းမကာကွယ်ဘူးကြာရောက်လာတဲ့ဘေးရမှန်သမျှသူကိုယ်တိုင်ဒိုင်ခံပြီးတော့ခန္ဓာကိုယ်ကြီးကဒုက္ခပေးနေတာဒါကြောင့်မို့မြတ်စွာဘုရားကတန်ရုပ်ပါဠိတော်မှာဟောထားတယ်ယောဘိက္ခွေရူပတ္တဥပ္ပါရောဝေဒနာယဥပ္ပါရောတင်ညာယဥပ္ပါရောသင်္ခါရဏဥပ္ပါရောဝိညာဏတ္တဥပ္ပါရောဒုက္ခသေသောဥပ္ပါရောလို့ယောဝေဒနာတင်ညာသင်္ခါရဝိညာဉ်ဆိုတာတွေဖြစ်ပေါ်လာမှုဟာဒုက္ခဖြစ်လာတာပဲဖြစ်တယ်ဟောသူကိုယ်တိုင်ကိုယ်ကဒုက္ခတွေအန္တရာယ်တွေပဲသရမရဏတပါတုပါဝအိုခြင်းတို့သေခြင်းတို့ဖြစ်ပေါ်လာမှုရောဂါနာထိတိယောဂါတို့ရဲ့တည်ရှိလာမှုပဲလို့ဟောလို့ရှင်းရှင်းပဲမြတ်စွာဘုရားကခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ခန္ဓာဝက်ကတန်ရုပ်ပါဠိတော်မှာဒီလိုဟောတာအဲ့ဒါကြောင့်မလို့ခန္ဓာကိုယ်ကြီးကဘေးအန္တရာယ်တွေကိုဖြောင်းနိုင်စွာမရှိဘူးဆိုတဲ့အမြင်နဲ့ဒီအမြင်နဲ့ခန္ဓာတွေပေါ်မှာတွေ့တာမှုတွေပြတ်အောင်ဝိပဿနာဉာဏ်နဲ့အထက်ထပ်ရှုမြင်သုံးသပ်ပါလို့ဒီလိုဆိုတာပေါ့နော်
အဲ့ဒါလို့သုံးသပ်လိုက်လို့ရှိရင်ခန္ဓာပေါ်မှာဘာဖြစ်လာအာကိုယုံကြည်တဲ့စိတ်တွေနေပါလာမယ်ခန္ဓာကိုယ်ကြီးကဘေးရန်တွေကိုမကာကွယ်နိုင်ဘူးဆိုတော့သူ့ပေါ်မှာယုံကြည်စိတ်ချမှုတွေအာကိုမှုတွေပြက်ပြယ်လာပြီးနောက်ဆုံးခန္ဓာကိုယ်ကြီးကိုမရကျင်တော့ဘူးဆိုတဲ့အနေအထားမျိုးတွေဖြစ်လာလို့ခန္ဓာကိုယ်ကြီးဟာလုံးဝချုပ်ငြိမ်းသွားတဲ့အနေအထားမျိုးရောက်သွားတယ်တဏှာတို့ကိလေသာတို့ကံတရားတို့ကမထုတ်လို့တော့ဘူးဆိုရင်ဘာနဲ့ဥပမာတူတော့ဆိုရင်ကျောင်းတိုင်းလေးထွန်းထားတယ်မိစာလည်းရှိနေသေးတယ်ဖျောင်းစီလေးတွေလည်းကျန်းနေသေးတယ်အဲ့ဒီမိစာနဲ့စီရှိနေသေးသမျှကာလပတ်လုံးမိတော့ခလေးဟာတည်ရှိနေဦးမှာပဲနောက်ဆုံးမှာမိစာလည်းကုန်တယ်စီလည်းခန့်သွားပြီဆိုရင်ဒီမိတော့လေးဟာချုပ်ငြိမ်းသွားတော့မှာပဲပေါ့အဲ့ဒါလိုပဲခန္ဓာကိုယ်ကြီးကိုဖြည့်ပေးနေတဲ့တဏှာတွေကိလေသာဆိုတာတွေကံတရားတွေဒါတွေကနေအားဖြစ်နေပဲဆိုရင်ခန္ဓာတွေကအသစ်ထပ်ပြီးတော့ဖြစ်နေမှာပဲနောက်ဆုံးခန္ဓာပေါ်မှာလိုချင်တဲ့တဏှာရှိနေတယ်များကာလပတ်ခပ်ဖြစ်နေမယ်မလိုချင်တော့ဘူးဆိုလို့ရှိရင်ခန္ဓာကိုယ်ကြီးကမဖြစ်တော့ဒါကြောင့်မို့ပိဿနံခန္ဓာနံခန္ဓာ၅ပါးတို့ရဲ့နိရောဓချုပ်ငြိမ်းသွားမှုဟာလောကလူတွေကနိဗ္ဗာန်ဆိုတာလိုက်ရှာနေကြနိဗ္ဗာန်ဆိုတာဘယ်မှလည်းမသိဘူးဘယ်မှလည်းမသိပဲနဲ့နိဗ္ဗာန်ကိုဆူတောင်းပြီးတော့နေကြအဲ့တော့ဘာလို့ပိဿနံခန္ဓာနံနိရောဓခန္ဓာ၅ပါးတို့ရဲ့ချုပ်ငြိမ်းသွားမှုဟာပဲနိဗ္ဗာန်လို့ခေါ်တာချုပ်ငြိမ်းသွားတာဘယ်သူချုပ်လို့ငြိမ်းတာတော့လို့ဆိုလို့ရှိရင်လိုချင်တဲ့တဏှာနဲ့ကိလေသာအပေါင်းပါတွေချုပ်ငြိမ်းသွားတယ်အဲ့ဒီချုပ်ငြိမ်းသွားတဲ့အတွက်ကြောင့်အကျိုးဖြစ်တဲ့ခန္ဓာကြီးဟာလည်းချုပ်ငြိမ်းသွားတယ်ဒီလိုဆိုတာပေါ့အဲ့တော့ဒီနေရာမှာဝိပဿနာရှုတော့ကခန္ဓာကိုယ်ကြီးကဟဲ့ဘေးရန်အန္တရာယ်တွေကိုမတားဆီးနိုင်ဘူးကိုယ်ဝယ်ရမဖြစ်ဘူးဘာမှမိကိုအားထားစရာမရှိဘူးလို့ဒီလိုရှုမြင်လာတော့မိကိုအားထားစရာရှာလိုက်တဲ့အခါဘာတွေ့လို့ဆိုခန္ဓာနံနိရောဓပိဿနံခန္ဓာနံနိရောဓခန္ဓာ၅ပါးတို့ရဲ့ချုပ်ငြိမ်းသွားတယ်ဆိုတဲ့အရာဟာတရဏံတကယ်အားကိုးရာကိုးကွယ်ရာအစ်ဘေးရန်အန္တရာယ်တွေကိုဖယ်ရှားပြစ်နိုင်တဲ့နိဗ္ဗာန်တန်တိနိဗ္ဗာန်ပါပဲလို့ပတ္တန်တော်ရှုမြင်တဲ့ယောဂီပုဂ္ဂိုလ်ဟာသမ္မတ္တနိယမမှန်ကန်ပြီးတော့သာဝရခိုင်မြဲတဲ့မက်ဆိုတဲ့တရားတို့ဥက္ကမတိဝင်ရောက်သွားနိုင်တယ်ဆိုဟောဝိပဿနာဉာဏ်ပြီးရင်မက်စိတ်လာတာပဲလေအနုလောမဆိုတာပရိကံဥပ္ပဇာအနုလုံခွတ္တရဘူးဆိုတာလာပြီးတဲ့နောက်ဟောမက်ဆိုတာဖြစ်ပေါ်လာအဲ့ဒါကိုပြောတာမက်တမ္မတ္တနိယမလို့ဒီနေရာမှာသုံးလိုက်တာမက်စိတ်ဖြစ်ပေါ်လာလို့ဆိုလိုတယ်တမ္မတ္တနိယမဥက္ကမတိမှန်တယ်ဘယ်တော့မှအမှားရွေးမရှိဘူးတမ္မတ္တမှန်ကန်တဲ့သဘောရှိတယ်နိယမခိုင်မြဲတယ်ဖြစ်ပြီးရင်ဘယ်တော့မှပြန်ပြီးတော့ပြောင်းလဲသွားတာမျိုးမရှိဘူးသိကြတယ်လို့ဆိုအဲ့ဒီဝိပဿနာတရားအားထုတ်ခြင်းဖြင့်လောကုတ္တရာမက်တစ်ခုဖြစ်ပေါ်လာစေတယ်လို့ဒီလိုဆိုတာပေါ့အဲ့တော့ဝိပဿနာတရားရဲ့အကျိုးတရားကဘာတော့လို့ဆိုရင်မက်ဖို့ပဲမက်ဟာဝိပဿနာရဲ့အကျိုးလို့ပြောရမှာပဲနော်ဝိပဿနာရဲ့အကျိုးတရားဖြစ်တဲ့မက်ပေါ်လာမက်ရဲ့အကျိုးကြတော့ဖို့ပေါ့ဒီလိုဆိုလိုတာပေါ့အဲ့တော့လုံးလုံးကမှာဝိပဿနာကိုလုပ်ဝိပဿနာလုပ်တဲ့အခါကျတော့မက်စိတ်ပေါ်တဲ့အခါဘယ်လိုအာယုံပြုပြီးပေါ်လာတော့ဆိုခန္ဓာ၅ပါးကိုအာယုံပြုပြီးတော့ဝိပဿနာဉာဏ်နဲ့ပေါ်နေတယ်ဘယ်လိုအာယုံပြုခန္ဓာ၅ပါးပေါ်မှာဘယ်လိုမြင်တော့ဆိုအေးဘေးရန်တွေကိုမကာကွယ်မစောင့်ရှောက်နိုင်ဘူးမဖယ်ရှားနိုင်ဘူးခန္ဓာကိုယ်ကြီးကဒီငါရထားတဲ့ခန္ဓာကိုယ်ကြီးဟာအလုံးကိုအာကိုမအားမကိုတိုက်ဘူးဆိုတဲ့အမြင်ကိုမြင်တဲ့အခါမှာအာကိုတိုက်တာဘာလဲလို့ဆိုတဲ့အခါကျခန္ဓာ၅ပါးချုပ်ငြိမ်းသွားမှချုပ်ငြိမ်းရဖြစ်တဲ့နိဗ္ဗာန်၅ပါးနဲ့အာကိုတိုက်တယ်ဆိုတဲ့ဒီလိုအမြင်မျိုးပြောင်းပြီးတော့မြင်လာအဲ့တော့ဝိပဿနာအနေနဲ့မြင်တော့ကအတ္တရဏလို့ခန္ဓာ၅ပါးကိုမြင်တာဝိပဿနာဉာဏ်ကိုလွန်မြောက်ပြီးတော့ message ပေါ်တဲ့အခါကျတော့တရဏံနိဗ္ဗာန်ဟောခန္ဓာ၅ပါးချုပ်ငြိမ်းသွားတာအာကိုရမယ်နိဗ္ဗာန်ပဲလို့
ဒီလိုမြင်လာနိုင်တယ်လို့ဒီလိုဆိုတာပေါ့နော်ဒါက19ခုမြောက်တော40တွေက19ခုမြောက်တခုနောက်တစ်ခုကဘာလဲလို့ဆိုလို့ရှိရင်20မြောက်ကြတော့ပင်ဆက်ခံနေရိတ္တတော်ပတ္တန်တော်အနုလောမိကံခန္တိပฏิလေဝတိရိတ္တဆိုတာစိတ်သုံးတယ်အနှစ်သာရမရှိဘူးအနှစ်သာရတွေမပါဘူးအနှစ်သာရတွေကင်းနေတယ်ဆိုတဲ့အဓိပ္ပာယ်ကင်းပြတ်စိတ်သုံးနေတယ်ဆိုတဲ့အဓိပ္ပာယ်ရိတ္တတို့တုတ်စာတို့တုံညတို့ဆိုတဲ့စကားလုံးတွေကအဓိပ္ပာယ်ဆင်းရဲနေပဲပေါ့အဲ့တော့ရိတ္တဆိုတဲ့စကားလုံးကအနှစ်သာရခန္ဓာကိုယ်ထဲမှာဘာမှအနှစ်သာရမရှိတဲ့အရာကြီးပဲလို့ပိဿက်ခန္ဒီခန္ဓာ၅ပါးတို့ကိုရိတ္တတော်အနှစ်သာရကင်းမဲ့တဲ့အရာဟူ၍ပတ္တန်တော်ဝိပဿနာဉာဏ်ဖြင့်ရှုမြင်တဲ့ပုဂ္ဂိုလ်ဟာအနုလောမိကံခန္တိအနုလောမိကခန္တိဉာဏ်ထိအောင်ပฏิလေဝတိရတယ်ဒီလိုဆိုတာနော်ဒါလည်းဝိပဿနာရှုွက်တစ်ခုပဲအဲ့တော့စိတ်သုံးတယ်အနှစ်သာရမရှိဘူးဆိုတာဘာကိုပြောတာလဲလို့ဆိုဘယ်လိုအနှစ်သာရတွေမရှိတာတော့လို့ဆိုပရိတ္တဖြစ်ပုံကိုကြည့်တဲ့အခါယထာပရိကပိတေဟိဒုဝတုပဒုက္ခအတ္တဘာဝေဟိရိတ္တဒါယရိတ္တတော်လို့ဒီလိုဖွင့်ဆိုတာယထာပရိကပဆိုတာလူတွေကစိတ်ကူးနေကြတာလေစိတ်ကူးကြတယ်ဘယ်လိုမြင်လဲကိုယ်ခန္ဓာကိုတမန်အားဖြင့်ကြည့်မယ်ဆိုရင်လူတိုင်းဟာကိုယ်ရုပ်လေးကိုယ်သဘောကျနေကြတာကြီးပဲသဘောမကျဘူးမအောင်မိနဲ့သဘောကျနေကြတာနော်စိတ်ညစ်နေမယ်လို့မထင်နဲ့ကိုယ်ရုပ်လေးကိုလှတယ်လို့ပဲအောင်မိတာဒီဟိုမှာနေတော့ကဒီဟိုကလမတွေအသားအတော်မဲတယ်နော်အသားမဲတော့ဘုန်းကြီးတို့ကတော့မြင်တော့ထင်တာပေါ့သူတို့တော့စိတ်ညစ်နေမှာပဲလို့အသားမဲကြီးနဲ့ဒီလိုဘယ်အမလီခေါင်းကိုမော့ခါလေးကော့ပြီးတော့နေတာဘယ်စိတ်ညစ်မလဲကဘာပေါ်မှာသူအချောဆုံးလို့ဒီလိုထင်တာနောက်အာဖရိကမျိုးသမီးတွေကြည့်လိုက်အောင်လားအမလီလက်ပြောင်းနေအောင်ကိုလှုပ်ထားလိုက်ပြီးတော့တပည့်ရောင်ပေါက်နေပြီမဲ့လို့သူတို့ကသဘောကျတယ်နော်စိတ်ညစ်နေတယ်လို့ပြန်မအောင်မေးတယ်နဲ့ကိုယ့်ဟာကိုယ်အကောင်းဆုံးလို့ပဲထင်နေကြတာမလှတာကိုလှတယ်လို့ထင်နေတာအဲ့တော့ခန္ဓာကိုယ်ကြီးထဲမှာသူ့ဘာလို့ပြောအောင်တင့်တယ်တဲ့အရာရှိသလားလို့အလေးနဲ့ထားပြီးစဉ်းစားကြည့်လိုက်မယ်ဆိုဘယ်ရှိမှာလို့တင့်တယ်တာလည်းတော့မပါဘူးတင့်တယ်တာကဘာလို့ထားအဝတ်ကလေးလှလှဝတ်ထားတဲ့အခါတို့မိတ်ကကလေးတွေလိမ့်ကျထားတခါတလေကျတော့ပေါင်းတင်ထားတဲ့အခါမျိုးတို့ဟုတ်တယ်လေနှာခမ်းလေးဆေးဆိုတာတို့မျက်လုံးမျက်ခုံးတွေဆွဲတာတို့အကုန်လုံးပေါ့လှအောင်လုပ်ထားလို့ကျွေးရုပ်ကလေးလို့လှနေတယ်လို့ကိုယ့်ကိုထင်ပြီးတော့သဘောတွေကျတယ်တကယ်ကတော့ရေမချိုးမိုးမချိုးမိမွေးတိုင်းဖမွေးတိုင်းတလားလောက်နေကြည့်ပါလားနော်တလားလောက်နေကြည့်အဝေးကနေပြီးတော့ထွက်ပြေးကြမှာမြင်တာနဲ့အဲ့တော့သဘောဟာအပေါ်ယံကခြေမုန်းထားလို့လှတယ်လို့ထင်နေကြတာသူ့ဘဆိုတာမရှိဘူးလို့ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြခန္ဓာကိုယ်ကြီးဟာသူ့ဘကစိတ်သုံးနေတယ်ကြည့်လေအပေါ်ကအရေးလေးဖုံးထားလို့အရေးကိုခွာချကြည့်လိုက်ပါလားအတွင်းထဲကကလေးစားတွေထုတ်ကြည့်ပါလားနော်ထုတ်ကြည့်ထားလို့ကဲရော့ယူသွားမလားဆိုရင်တော့အကုန်ထွက်ပြေးကြမှာပဲဘယ်သူမှယူမှာမဟုတ်ဘူးအဲ့တော့သူ့ဘာဆိုတာရှိရလားလို့တေးသေးချာချာအလေးနဲ့ထားပြီးတော့အမှန်အကန်စဉ်းစားတတ်လို့ရှိရင်မတွေ့နိုင်တာအမှန်ပါပဲအပေါ်ယံလေးပြင်းစင်ထားလို့လှတဲ့ရောင်ရောင်ရှိနေတာအထင်မှားနေတာအတုပကိုသူ့ဘလို့ထင်တာမတင့်တယ်တာကိုတင့်တယ်လို့ထင်တယ်ဆိုတဲ့အတွေးမှားတာအတိမှားတာအမှတ်မှားတာမှားယွင်းခြင်း၃မျိုးနဲ့မှားနေတာဒါကိုဝိပ္ပန္နတာလို့ခေါ်တယ်အဲ့ဒီဝိပ္ပန္နတာဆိုတဲ့စကားလုံးကိုတစ်ခါတလေဘာသာပြန်တဲ့အခါမှာဟလုပြောတယ်hallucination ဆိုတာအရက်တောက်ပြီးအရက်ကြောင်းနေတဲ့လူတယောက်ဟာမရှိတာတွေလည်းမြင်တာပဲနော်သူ့ဘာသူနေတဲ့လူလည်းလာရန်လုံးချင်လုံးနေသူ့ထဲမှာမြင်နေတာတော့အရက်ကြောင်းတာလို့ပဲအဲ့ဒါကိုလို့သာအောင်မေကိုကိုလှတဲ့ချင်းနေရင်တော့အဲ့ဒါအရက်ကြောင်းတယ်လို့ကြောင်းနောက်တစ်ခါ
ဝိပန္လာတဆိုတဲ့စကားလုံးကိုပါပါရှင်းလို့လည်းဘာသာပြန်တယ်အမှန်ကမမြင်တော့ဘူးတလွဲမြင်နေတာတကယ်ကမတင့်တယ်တဲ့အရာကြီးကိုတင့်တယ်တယ်လို့မြင်တာဟာစိတ်ဖောက်ပြန်မှုတစ်ခုပဲလို့ဒီလိုဆိုတာပေါ့ဝိပန္လာတဒါပြောတာနော်အဲ့တော့လှပမှုကကျင်းနေပေါ့သူ့ဘာအဖြစ်ကကျင်းနေနောက်တစ်ခုကဘာလို့ဆိုဒုက္ခချမ်းသာတာရှိလားဆိုဘယ်ရှိမှာတော့ချမ်းသာမှုကလည်းကျင်းတာပဲချမ်းသာတာနဲ့ဆင်းရဲတာဘယ်အများနေလို့ဆင်းရဲတာများနေချမ်းသာမှုကအလွန်နည်းတယ်နောက်တစ်ခါအတ္တဘာဝခိုင်မာတဲ့ဒီအနိတ္တရာပိုင်းကနေငါလို့ပြောเสียရောရှိလားမရှိဘူးဟောနောက်တစ်ခုကဒုဝရဲခိုင်တဲ့အရာခန္ဓာကိုယ်မှာရှိလာတယ်အယုကလည်းမခိုင်ဘူးနော်အသားတွေကလည်းမခိုင်ဘူးဘယ်ဟာမှမခိုင်တခါတလေကျတော့စဉ်းစားကြည့်မိတယ်တန်နဲ့လှုပ်ထားတဲ့ကားကြီးတောင်မှပဲတနေ့လောက်စီးပြီးလို့ရှိရင်ဝါရှော့ထိုးရတာလူခန္ဓာကိုယ်ကကံနဲ့လှုပ်ထားလို့တာတော်တော့တယ်တန်နဲ့လှုပ်ထားတာမဟုတ်တဲ့ခန္ဓာကိုယ်ကြီးကဘယ်နေရာကြည့်လိုက်ဒီအသားတွေအသွေးတွေဆိုတာခိုင်စရာတခုမှမရှိဘူးကံရဲ့အစွမ်းအစလေးနဲ့ဒါကြီးကရပ်တည်နိုင်တာပါလားတကယ်ကြည့်မယ်ဆိုရင်တန်နဲ့လှုပ်ထားတဲ့အရာတောင်ခဏခဏဖောက်ပြန်နေကံလေးနဲ့လှုပ်ထားတဲ့ဒီရုပ်ခန္ဓာကိုယ်ကြီးကဘယ်လိုလုပ်မြဲနိုင်ကြရှိလဲဒါကြောင့်မို့ဒုဝဆိုတဲ့သဘောကလည်းကျင်းနေတယ်ဒီဒါလေးပဲပြောတာနော်ဒုဝခိုင်မာတယ်ဆိုတာမရှိဘူးတဲ့ရဲခိုင်မှုမရှိဘူးအဲ့ဒီမြဲခိုင်တဲ့သဘောတင့်တယ်တဲ့သဘောနော်ချမ်းသာတဲ့သဘောကိုယ်ပိုင်တဲ့သဘောဆိုတာလေတခုမှမရှိဘူးကိုထင်တဲ့အတိုင်းအရာတွေတခုမှမရှိလို့ရိတ္တစိတ်သုံးနေတဲ့အရာကြီးပဲလို့ခန္ဓာကိုယ်ထဲမှာအနှစ်ရှာကြည့်ရင်ရှာမတွေ့တယ်ဖေနပိန်တော်ပမာသုတ်ကိုကြည့်မယ်ဆိုရင်ရုပ်ကြီးကိုအနှစ်ရှာမယ်ဆိုရင်ရေမြုပ်ဆိုင်ကြီးကိုအနှစ်ရှာတာနဲ့အတူတူပဲရေမြုပ်ဆိုင်ကြီးဟာတောင်ကြီးလိုတစ်တုံးကြီးလိုမြေထဲမှာမျောလာတဲ့အခါအကြီးကြီးပဲသွားကင်ကြည့်လိုက်ရင်ဘာမှမရှိဘူးကျေသွားတာနော်အဲ့ဒါလိုပဲဝေဒနာဆိုတဲ့ခံစားချက်တွေဟာလည်းပဲတစက်မြိတ်အောက်ကရေစီးကြောင်းပေါ်မှာအပေါ်ကကျလိုက်ရင်ပွက်ခနဲ့ဆိုရေပူပေါင်းလေးတွေဖြစ်လာတယ်အဲ့ဒီရေပူပေါင်းလေးရဲ့အချိန်ပိုင်းဆိုတာအမတန်မှခဏလေးများတာဖြစ်တယ်နောက်တစ်ချိန်မကြခင်ပွက်ခနဲ့ဆိုပေါက်ထွက်သွားတာအဲ့တော့ခန္ဓာကိုယ်ကြီးရဲ့ခိုင်မာမှုဆိုတာတခုမှမရှိဘူးလို့ဆိုတယ်အဲ့ဒီသဘောတွေစိတ်သုံးနေပြီးကြောင့်ခန္ဓာကိုယ်ကြီးကိုရိတ္တလို့ဒီလိုရှုပါဟောဝိပဿနာရှုတာရှုပုံရှုနည်းအများကြီးပဲဒါကြောင့်မို့ဓမ္မပဒပါဠိတော်မှာယထာပုဂ္ဂုလကံပတ္တိယထာပတ္တိမရိစိကံဆိုပြီးတော့ဟောထားတဲ့ကာလတော်ရှိတယ်ခန္ဓာကိုယ်ကြီးကိုရေပွက်လို့ရှုရမယ်တန်လျက်လို့ရှုရမယ်ဆိုတာဒီသဘောတွေကိုပြောတာနော်ဒီသဘောတွေကိုပြောတာအဲ့ဒါလို့ရှုလို့ရှိရင်ဝိပဿနာဉာဏ်အစစ်မြင့်သွားပြီးတော့နောက်ဆုံးခန္ဓာကိုယ်ကြီးပေါ်မှာတွေ့တာမှုတွေကင်းပြတ်သွားနိုင်တယ်တွေ့တာမှုမရှိတော့ဘူးဆိုရင်ခန္ဓာကိုယ်တိဆောက်တဲ့အကြောင်းတရားတွေဟာမရှိတော့လို့ပိဿနာခန္ဓာနာခန္ဓာ၅ပါးတို့ရဲ့និရောဓနောက်ပိတ်ဆုံးချုပ်ပြတ်သွားခြင်းဆိုတာဟာအရိတ္တံနော်စိတ်သုံးမှုမရှိသာဝရတည်မြဲတဲ့နိဗ္ဗာန်တိနိဗ္ဗာန်ပဲလို့ဟောခန္ဓာကိုယ်ကြီးချုပ်ငြိမ်းသွားတာဟာနိဗ္ဗာန်ခန္ဓာကိုယ်ကြီးကရိတ္တအနှစ်သာရတွေကင်းစိတ်နေတယ်နိဗ္ဗာန်ကျတော့အရိတ္တအနှစ်သာရတွေကင်းစိတ်တာမဟုတ်ဘူးအနှစ်သာရအပြည့်ရှိတယ်လို့တမ္ပတ္တနိယမပတ္တံတော်တမ္ပတ္တနိယမဥက္ကမတိဒီလိုနိဗ္ဗာန်ကိုမြင်လိုက်ပြီဆိုတာနဲ့တမ္ပတ္တနိယမဆိုတဲ့ message ထဲကိုရောက်သွားပါတယ် message ပေါ်လာတယ်လို့ဒီလိုဆိုလိုတာဖြစ်ပါတယ်ပေါ့ဒါက20ခုမြောက်ရှုဖို့ရှုနည်း21ခုမြောက်ရှုဖို့ရှုနည်းကိုပြောကြရအောင်ပင်စက္ခဏီတုတ်ဆတော်ပတ္တံတော်အနုလောမိကံခန္တိပฏิလဝတိဟောဒါကြတော့ခန္ဓာ၅ပါးကိုတုတ်ဆလို့ရှုခုနနဲ့အဓိပ္ပာယ်တူတူပဲအပေါ်ရာအဖြစ်အဓိပ္ပာယ်တူတူပဲရိတ္တဆိုတာအနှစ်သာရတွေကင်းမဲ့နေတယ်တုတ်ဆဆိုတာကြတော့အလကားပဲလို့ဒီလိုဆိုလို့ရတယ်အနှစ်သာရကင်းမဲ့လို့အလကားဟာကြီးလို့ပြောချင်တာပေါ့နော်ဘာမှမရှိတဲ့အလကားဟာကြီးပဲအနှစ်သာရမရှိဘူးဆိုအလကားပါအခွန်ကြီးပါအခောက်ကြီးပါအနှစ်မရှိပါဘူးလို့ပြောကြတယ်လို့ပဲအလကားဟာဆိုရင်တုတ်ဆ
အခြေဘာမှအသုံးမကျတဲ့အရာကြီးပဲလို့ထင်လို့မြင်တာဒါကြောင့်မို့လို့ရိတ္တဆိုတာတုစ္ဆဆိုတာဟာရိတ္တတာယေဝအနိတ္တရာကင်းမဲ့နေသောကြောင့်ပဲလင်တုစ္ဆတော်အခြေအနေအသုံးမဝင်တဲ့အရာကြီးရဲ့လို့ခန္ဓာ၅ပါးကိုရှုပါတဲ့အဲ့ဒါလို့ရှုလိုက်ပိဿကဏီခန္ဓာ၅ပါးတို့ကိုတုစ္ဆတော်အသုံးမဝင်တဲ့အလကားဟာတို့ပတ္တန်တော်ဝိပဿနာဉာဏ်ဖြင့်ရှုမြင်တဲ့အခါမှာအနုလောမိကံခန္တေအနုလောမိကခန္တေဉာဏ်ကိုပဋိလောကတိရလာနိုင်တယ်ဟောနိတ္တရာကင်းမဲ့လို့တုစ္ဆအလကားဖြစ်တယ်နောက်တနည်းအားဖြင့်ပြောမယ်ဆိုရင်အပကတ္တဝါအပကတ္တအပ္ပဆိုတာတခါတခါအနည်းငယ်လို့ပြောတယ်တခါတည်းအဲ့ဒီအပ္ပဆိုတဲ့စကားကလက်ကျန်မရှိဘာမှမရှိဘူးဆိုတဲ့အဘာဝအ내ကိုလည်းဟောတယ်တချို့ကိစ္စတွေဥပမာအပိစ္ဆောဆိုတာအလိုနီးတယ်လို့တခါတည်းအ내ပြန်ကြတော့လည်းပဲအပိစ္ဆအပ္ပအိစ္ဆာဆိုတာလိုချင်မှုတဏှာကင်းတယ်လို့လည်းပါတော့ပြန်လို့ရတယ်အပ္ပတတ္တောအဘာဝထောဆိုတာမရှိဘူးဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြဒီနေရာမှာလည်းမရှိဘူးဆိုတာဘာမှမရှိတဲ့အလကားအရာလို့ဒီလိုဆိုလိုတာပေါ့အပကံဟိလောကေတုစ္ဆန္တိဩဇတိလောကမှာမရှိတဲ့အရာကိုအလကားပဲလို့ပြောကြတာလို့ပဲဟောခန္ဓာ၅ပါးကြီးဟာတကယ်တော့လေအလကားဟာကြီးပါဘာမှအသုံးဝင်မှာဘူးလို့ဒီလိုရှုမြင်သုံးသပ်ခြင်းအပြင်လေခန္ဓာ၅ပါးပေါ်မှာတွေ့တာတဲ့တဏှာဟာဖယ်ရှားလို့ရသွားတယ်တဏှာအစိဖယ်ရှားသွားတာနဲ့တပြိုင်နက်ခန္ဓာ၅ပါးပေါ်မှာတွေ့တာမှုတွေပြတ်သွားတော့ခန္ဓာ၅ပါးပေါ်မှာရလို့မှုကင်းပြတ်သွားတဲ့အတွက်ကြောင့်အမှန်တိုင်းမြင်လာတာကိုအကြောင်းပြုပြီးရလို့မှုတွေကင်းပြတ်သွားတယ်ကင်းပြတ်သွားတဲ့အတွက်ကြောင့်အဝိဇ္ဇာတဏှာဆိုတဲ့ကိလေသာအဖို့ကင်းမဲ့သွားတဲ့ခန္ဓာတရားတွေဟာခန္ဓာ၅ပါးကိုထုတ်လုပ်နိုင်စွမ်းမရှိတော့ဘူးမျိုးစိလေးတစ်စိဟာဘယ်လိုပဲစွမ်းရည်တွေရှိမြေနဲ့ရေနဲ့အကူအညီမရဘူးဆိုပင်ပေါက်မှာမဟုတ်တော့ဘူးလေအဲ့တော့ကံတရားကလည်းကိလေသာရဲ့အကူမရဘူးဆိုလို့ရှိရင်ကိလေသာနေရောတွေကမ္မနေရောတော့ကိလေသာငြိမ့်သွားရင်ကံလည်းငြိမ့်တာပဲကိလေသာချုပ်သွားလို့ရှိရင်ကံတွေဟာအလုံးမဖြစ်တော့ဘူးလို့ဒီလိုပြောတာအဲ့ဒါလို့ကိလေသာချုပ်သွားလို့ကံတွေအလုံးမဖြစ်တဲ့အခါကျတော့ခန္ဓာလည်းချုပ်သွားတယ်လို့အဲ့ဒီပိဿနာခန္ဓာနာနေရောတော့ခန္ဓာ၅ပါးချုပ်ငြိမ့်သွားမှုဟာနိဗ္ဗာန်ပဲလို့ဒီလိုဆိုလိုတယ်ပေါ့အဲ့တော့နိဗ္ဗာန်ကြတော့ဘာလို့ပြောအတုစ္ဆအလကားအသုံးမဝင်တဲ့အရာမဟုတ်ဘူးတန်တိဒုက္ခငြိမ်းချမ်းတဲ့ချမ်းသာဒုက္ခကြီးပဲဆင်းရဲဒုက္ခတွေမရှိတော့တာဟာငြိမ်းချမ်းမှုပဲပေါ့လူရဲ့တဏ္ဍာမှာယောဂကြီးဖြစ်နေတယ်အဲ့ဒီယောဂပျောက်သွားတာဘာမှမရှိဘူးမရှိပေမဲ့ဘာလို့ချမ်းသာလဲနော်ရှိနေရင်ဒုက္ခပေးနေတယ်မရှိရင်ငြိမ်းသွားတယ်ပေါ့အဲ့ဒီလိုငြိမ်းချမ်းတဲ့ဒုက္ခဒုက္ခဆိုလိုတာပေါ့ပိဿနာခန္ဓာနာခန္ဓာ၅ပါးတို့ရဲ့ဒီတော့ချုပ်ငြိမ်းမှုကအတုစ္ဆအလကားအသုံးမကျတဲ့အရာမဟုတ်တဲ့အလုံးကိုအသုံးဝင်တဲ့နိဗ္ဗာန်တိနိဗ္ဗာန်ရဲ့လို့ပတ္တန်တော်ရှုမြင်တဲ့ယောဂီပုဂ္ဂိုလ်သည်သမ္မတ္တနိယမသမ္မတ္တနိယမလို့ဆိုတဲ့ message ကိုဥက္ကပတိဝင်ရောက်ဖြစ်ပေါ်သွားနိုင်တယ်လို့မြတ်စွာဘုရားဒီလိုဆိုတာပါဝိပဿနာကျင့်တဲ့တစ်ခုနောက်22နံပါတ်ရှုခွက်ကြတော့ဘယ်လိုမှတ်ရပိဿခန္တေတုံညာတော့ပတ္တန်တော့အနုလောမိကံခန္တေပฏิလေဝတိကိုယ်တဏ္ဍာမှာရှိတဲ့ခန္ဓာ၅ပါးကိုတုံညာလို့ရှုရတုံညာဆိုတာလေထင်တာတွေတခုမှမရှိတော့တုံညာခုနဟာတွေနဲ့အဓိပ္ပာယ်နဲ့တူတယ်နီးစပ်တယ်သို့သောတုံညာဆိုတာဒီနေရာမှာဘာကိုရည်စူးတာလဲလို့ဆိုအတ္တဆိုတဲ့အရာမရှိတာကိုရည်စူးပြီးတော့ပြောတာတုံညာဆိုတာအိမ်ထဲဝင်ကြည့်လို့လူတယောက်မှမရှိရင်ဒါတုံညာကာရဘယ်သူမှမရှိဘူးအထဲထဲမှာဘယ်သူမှမရှိဘူးတစ်တာလေးဖွင့်ကြည့်လိုက်တစ်တာထဲမှာဘာမှမရှိဘူးဆိုရင်တုံညာပဲဘာမှမရှိတဲ့ဟာအဲ့တော့ဒီမှာလည်းပဲခန္ဓာ၅ပါးကြီးတွေကြည့်လိုက်ဘာရှိလဲအတ္တဆိုတဲ့အာဟုလောက်တဲ့အရာတွေရှိလားတုံညာလို့ပြောနော်တုံညာရဲ့အဓိပ္ပာယ်က emptiness ဘာမှမရှိဘူးလို့ဆိုလို့ခန္ဓာပဲရှိတယ်ခန္ဓာထဲမှာကိုယ်ထင်ထားတာတခုမှမရှိဘူးလို့ဒီလိုပြောလို့တာပေါ့ခန္ဓာ၅ပါးကြီးကိုတုံညာလို့ရှုမြင်ရမယ်ဘာဖြစ်လို့တုံညာလို့ရှုမြင်ရတော့ဆို
တာမီနိဝတိကာရကဝေဒကဒိဋ္ဌာယကဝိရိတတာယသုံးညတော်လို့ဆိုတဲ့ခန္ဓာကိုယ်ကြီးမှာပိုင်ရှင်ရှိသလားလို့မေးကြည့်လိုက်မရှိဘူးဆိုင်ရာဆိုင်ရာအကြောင်းတွေကြောင့်ဖြစ်ပေါ်နေတာသာဖြစ်တယ်ဖြစ်ပြီးလည်းပဲပြတ်သွားတာနော်အုပ်စိုးနေတဲ့ဒီမှားယွင်းတဲ့အယူအဆရှိတဲ့ပုဂ္ဂိုလ်တွေထင်တယ်လို့ခန္ဓာကိုယ်ထဲမှာနော်တာမီဆိုတဲ့အုပ်ချုပ်နေတဲ့ပိုင်ရှင်ရှိတယ်နိဝတိခန္ဓာကိုယ်ထဲမှာအမြဲနေထိုင်တဲ့တရားရှိတယ်ဗမာတွေလို့ဆိုလို့ရှိရင်ဘာတော့ဆိုဝိညာဉ်ကောင်ပေါ့လိပ်ပြာကောင်ဗမာတွေရဲ့အစွဲရနော်လိပ်ပြာတို့ဝိညာဉ်တို့ဒီနေ့တောင်မှပဲလူတွေကလိပ်ပြာခွဲနေကြတော့လားမသိဘူးနော်ဘယ်ကလိပ်ပြာမှန်းလည်းမသိဘူးအဲ့ဒီလိုလိပ်ပြာအစွဲလန်းလိပ်ပြာဆိုတာဒီဝိညာဉ်ကောင်ဆိုတဲ့အယူအဆတစ်ခုနိုင်ငံခြားတိုင်းပြည်တွေမှာလည်းပဲဒီတိုင်းပဲ spirit လို့ခေါ်တဲ့အရာတစ်ခုအဲ့ဒီမှာဒီအယူဆွဲအမှန်တမ်းကြီးမားတယ်တင်းကြိုင်းတွေလောက်ပြီးတော့တင်းကြိုင်းတွေမှာသွားပြီးတော့ပူဇော်ပသနေကြတာဘာရည်ရွယ်ချက်နဲ့လဲဂျပန်နိုင်ငံရောက်တော့ကဒီကိုယာဆန်ဆိုတဲ့မြို့ရှိအဲ့ဒီကိုယာဆန်ဆိုတဲ့မြို့ကတောင်ပေါ်မြို့မှာဘုန်းကြီးကျောင်းတွေအများကြီးရှိတယ်အဲ့ဒီဘုန်းကြီးကျောင်းတွေရဲ့အနီးနားမှာအကြီးမားဆုံးဥယျာဉ်ကြီးကဘာကြီးတော့ဆိုသုတ်တန်ကြီးပဲဗမာပြည်မှာကြာသွားတဲ့ဂျပန်စစ်သားတွေကိုထိတ်မှတ်အယိုးကောက်ယူပြီးတော့တည်ထားတာဗမာစေတီပုံနဲ့တည်ထားပြီးသူတို့ရဲ့တင်းကြိုင်အမှတ်တရရှိတယ်အဲ့ဒီနော်ဂျပန်သွားလို့ရှိရင်နီဆန်ကုမ္ပဏီရဲ့သုတ်တန်ရှိတယ်တခြားတိုယိုတာတွေလည်းရှိတယ်အကုန်လုံးဂျပန်ကကုမ္ပဏီတွေကအကုန်လုံးပဲသုတ်တန်ထဲမှာသူတို့ကုမ္ပဏီထောင်တဲ့လူတည်သွားတဲ့လူတွေအတွက်တီးတန်သုတ်တန်တွေရှိတယ်သုတ်တန်နဲ့လှည့်ကြည့်လို့ကတော့ကုန်မှာမဟုတ်ဘူးအကြီးကြီးအကျယ်ကြီးပဲအဲ့ထင်တယ်အဲ့ဒီမှာဂျပန်ဘုန်းကြီးတစ်ပါးနဲ့စကားဆက်မိပြီးတော့ပြောအခါလျော်စွာနေလူရဲ့သူတွေပေါ့လေတည်ဆုံးသွားတဲ့နေပဲဖြစ်စေတစ်နှစ်တစ်ခါပဲဖြစ်စေတည်သွားတဲ့ပုဂ္ဂိုလ်တွေကိုရည်စူးပြီးတော့အမွှေးတိုင်နေနန်းနာတွေပန်းနေတဲ့အဲ့သုတ်တန်တွေမှာဆူတောင်းကြတယ်ဆူတောင်းတော့ဘုန်းကြီးတွေကအဲ့သွားပြီးတော့ချန်တင်းလောက်တယ်ပေါ့လေချန်တင်းလောက်တယ်ဆိုတာသူတို့ဆူတောင်းစာတွေရွတ်တာထမရဲ့ဆူတောင်းစာတွေရွတ်တယ်ဂျပန်လိုရွတ်တယ်ဘုံတော်လေးခောက်ပြီးတော့ဆူတောင်းစာတွေရွတ်အဲ့တော့ဂျပန်ဘုန်းကြီးကိုမေးကြည့်တည်သွားတဲ့လူတွေကိုဘာဖြစ်လို့ဒီလိုသွားပြီးတော့ဘုံတော်လေးခောက်ပြီးတော့ရွတ်ထားတော့လို့ဆိုဘာရည်ရွယ်ချက်နဲ့ရွတ်ထားတော့တည်သွားတဲ့လူတွေရဲ့ spirit လို့ခေါ်တယ်ဝိညာဉ်လေးတွေဟာလမ်းဖြောင်းသွားအောင်လို့တဲ့သူတို့ဝိညာဉ်လေးတွေဟာနောင်ဘဝသွားဖို့အတွက်သူတို့လမ်းဖြောင်းပါလေဆိုပြီးတော့ဆူတောင်းပေးတာတဲ့ဝိညာဉ်လေးတွေအဲ့ဒီမှာရှိနေတဲ့သဘောသူတို့နေကြလေးတွေလုပ်ပေးထားတယ်တော်တော်ဆန်းတယ်မြောက်ချစ်တဲ့လူအတွက်လာမြောက်ရုပ်လေးတွေလည်းပါတယ်လက်ချစ်တဲ့လူအတွက်လက်ရုပ်ကလေးတွေလည်းပါတယ်နော်ကလေးကြတော့ကလေးကစားစရာအယုတ်ကလေးတွေပါထည့်ပေးထားအဲ့ဒီတော့ဟုတ်ပြီလို့ဒီလိုရုပ်ဖတ်တရတဲ့ပေးလို့ဒီ spirit ဆိုတဲ့ဝိညာဉ်တွေဟာလမ်းဖြောင်းသွားတာရောဘယ်နှခုရှိလဲဘယ်နှဦးတွေ့ဘူးလဲလို့ဆိုအဲ့လိုတော့မသိဘူးတဲ့ဒီလိုပဲထုံးစံတိုင်းရွတ်တာဂျပန်ဘုန်းကြီးကတော့ပတ်စံရတာပေါ့လူတွေကလည်းပဲစိတ်ထဲမှာအလွမ်းပြေတာပေါ့ဒါပဲရှိမှာပဲနော်အလွမ်းပြေဖို့နဲ့ဒီအလုံးနဲ့တည်သွားတဲ့ပုဂ္ဂိုလ်ပေါ်မှာအာသာဖြေပြောက်ကြတဲ့သဘောပဲရှိတယ်ဒီအိဗယ်ကိုဆုံးလို့ရတယ်ပေါ့နော်အဲ့ဒီမှာလောကလူတွေဟာအယူဆွဲဘလောက်ပြင်းထန်လဲခန္ဓာကိုယ်ထဲမှာအဲ့ဒါလို့ပိုင်ရှင်ရှိတယ်သာဝရဒီနေထိုင်တဲ့ spirit ဆိုတဲ့ဝိညာဉ်ကောင်ရှိတယ်ကာရကအကောင်းဆုံးကံတရားတွေကိုပြုလုပ်သူရှိတယ်ဝေဒကကံတရားတွေကိုခံစားတဲ့ကံရဲ့အကျိုးကိုခံစားတဲ့ဝိညာဉ်ကောင်ရှိတယ်ဒိဋ္ဌာယကစီမံခန့်ခွဲတယ်ဘာလို့မယ်ညာလို့ပဲဘယ်သွားမယ်ဘာပြောလိုက်ဘယ်လိုပြောလိုက်ဆိုရယ်စီမံခန့်ခွဲပေးနေတဲ့ဝိညာဉ်ကောင်ရှိတယ်လို့ဒီလိုယူဆတာတကယ်တော့အဲ့ဒီလိုပိုင်ရှင်ဆိုတာလဲပိုင်ရှင်ဖြစ်တဲ့ဝိညာဉ်ကောင်ဆိုတာလည်းမရှိဘူးခန္ဓာကိုယ်ထဲမှာအမြဲနေထိုင်တယ်ဆိုတဲ့ဝိညာဉ်ကောင်လည်းမရှိဘူးခန္ဓာကိုယ်ကြီးထဲမှာအကောင်းဆုံးအလုပ်တွေကိုလုပ်နေတယ်ဆိုတဲ့ဝိညာဉ်ကောင်လည်းမရှိဘူး
ခံစားတယ်ဆိုတဲ့ဝိညာဉ်ကောင်လည်းမရှိဘူးနော်အဋိဌာယကစီမံခန့်ခွဲပေးနေတယ်ဆိုတဲ့ဝိညာဉ်ကောင်လည်းမရှိဘူးအဲ့ဒီလူတွေထင်တဲ့ spirit ဆိုတဲ့ဝိညာဉ်ကောင်တွေထဲထဲမှာမရှိတာအကြောင်းမို့လို့တုံညာလို့ဒီလိုပြောတာနော်ဘာမှမရှိဘူးလူတွေကပြောကြတယ်အသက်ထွက်တယ်ဘယ်ကထွက်ကျွန်တော်အသက်ထွက်တယ်ကြည်တာကြည့်တယ်ပါးစပ်ကထွက်သွားတာလားနားတွေကထွက်သွားတာလားနှာခေါင်းတွေကထွက်သွားအဲ့ဒါဆိုလို့ရှိရင်ပါးစပ်လည်းပိတ်နှာခေါင်းလည်းပိတ်နော်အပေါက်ကူတည်းကပိတ်ထားရင်အသက်ကဘယ်ထွက်တော့မှာတော့မထွက်အောင်လုပ်တာမှာပေါ့အခုတော့အသက်ဆိုတာထွက်သွားတာမှမဟုတ်တာအေးမြတ်စွာဘုရားဟောထားတဲ့အသက်ဆိုတာနှစ်ခုရှိတယ်အတူတူကဖြစ်တဲ့ရုပ်တွေကိုစောင့်ရှောက်နေတဲ့ရုပ်ဇီဝိတ္တတွေဆိုတာကရုပ်ရဲ့အသက်ဒါကဒီရုပ်ရဲ့အသက်ဟာသူ့နေရာမှာပဲသူချုပ်သွားတယ်သူချုပ်သွားရင်ဘာဖြစ်တော့ဒီရုပ်ကြီးကငကောမပုတ်မသူဆက်လက်ပြီးတော့ရှင်သန်နေအောင်ထိန်းသိမ်းဆောက်ရှောက်ပြီးတော့သူထွက်သွားရင်တော့၃ရက်ကကြော်ရင်ပုတ်ပွာလာမှာပဲသူထွက်သွားပြီမရှိတော့သူချုပ်သွားရင်မရှိတော့နံစီဝိတ္တတွေဆိုတဲ့အသက်ကလည်းပဲနန္တရားတွေဆက်လက်ပြီးတော့အာယုန်နဲ့တွေ့တိုင်းဆက်ပေါ်နေအောင်သူကစောင့်ရှောက်ပေးတာ protect လုပ်တယ်လို့ခေါ်တယ်။ကာဝယ်စောင့်ရှောက်ပေးတာအနုပါလနလက္ခဏာစောင့်ရှောက်ပေးတာတဲ့။သူတို့မစောင့်ရှောက်တော့ဘူးဆိုရင်ဒီစိတ်ဟာလည်းဆက်လက်ဖြစ်ခွင့်မရှိတော့ဘူးလို့မဖြစ်နိုင်တော့ဘူးလို့ဒီလိုဆိုတာအဲ့တော့အသက်ဆိုတာထွက်သွားတာမဟုတ်ဘူးဒီနေရာမှာပဲအကြောင်းတွေကုန်လို့ပြတ်တောက်ပျက်စီးသွားတာမျှတာဖြစ်တယ်ခန္ဓာကိုယ်ထဲမှာဒီတဘာဝတွေဝိညာဉ်ကောင်တွေအုပ်စိုးနေတဲ့အရာတွေတခုမှမရှိဘူးဒါကြောင့်မို့လို့တုံညာလို့ဒီလိုမြင်ရတာပေါ့ဒီလိုဆိုလိုတာအဲ့ဒီလိုမြင်လိုက်လို့ရှိရင်ခန္ဓာကိုယ်ကြီးပေါ်မှာအာကိုတဲ့တွေ့တာတဲ့စိတ်တွေမရှိတော့ဘူးမရှိသည့်အတွက်ကြောင့်ခန္ဓာကိုယ်ကြီးပေါ်မှာငြင်းငွေတယ်ကြောက်ရွံ့လာတယ်နောက်ဆုံးမှာဝိပဿနာဉာဏ်အမြင့်ဆုံးရောက်လာပြီးတော့နိဗ္ဗာန်ကိုအာယုံပြုနိုင်လာတဲ့ဝိပဿနာကိုကြော်ပြီးတော့နိဗ္ဗာန်ကိုအာယုံပြုလာနိုင်တဲ့အနေအထားရောက်လာပြီဆိုရင်ပိဿနာခန္ဓာနာခန္ဓာ၅ပါးတို့ရဲ့နိရောဓချုပ်ငြိမ်းမှုဆိုတာပရမတုံညလုံးဝအပြည့်အကောင်းဆုံးနော်တုံညဖြစ်တဲ့နိဗ္ဗာန်ဆိုတာသင်္ခါရတရားတွေကလုံးဝမရှိတော့သင်္ခါရတရားတွေလုံးဝမရှိတော့ခန္ဓာ၅ပါးကျတော့တာမီနိဝတ္တဆိုတဲ့ဝိညာဉ်ကောင်တွေအတ္တတွေမရှိလို့တုံညနိဗ္ဗာန်ကြတော့ပရမတ်တုံညသင်္ခါရတွေရဲ့အရေးနမိတ်လုံးဝမရှိလို့အမြတ်ဆုံးအကောင်းဆုံးဖြစ်တဲ့တုံညဖြစ်တဲ့နိဗ္ဗာန်တိနိဗ္ဗာန်ပါပဲဟူ၍ပတ္တန်တော်ရှုမြင်တဲ့ယောဂီပုဂ္ဂိုလ်သည်သမ္မတ္တနိယမလို့ဆိုတဲ့မေတ္တရားတို့ဩကမတိတက်ရောက်သွားနိုင်ပါတယ်ဒီလိုဆိုတာပေါ့နော်ဒီလိုဆိုတယ်နောက်တစ်ခါ23ခုမြောက်ကြတော့ဘယ်လိုရှုတာပင်စက္ခဏေအနတ္တတော်ပတ္တန်တော်အနုလောမိကံခန္တိပฏิလေဝတိပင်စက္ခဏေခန္ဓာ၅ပါးတို့ကိုအနတ္တတော်အတ္တမဟုတ်သောအဖြစ်ပတ္တန်တော်ရှုမြင်တဲ့ယောဂီပုဂ္ဂိုလ်ဟာအနုလောမိကံခန္တိအနုလောမိကခန္တိဉာဏ်ကိုပฏิလေဝတိရှားရှိနိုင်ပါတယ်ဆိုခန္ဓာ၅ပါးကိုအနတ္တလို့ရှုခန္ဓာ၅ပါးကိုအနတ္တလို့ရှုအတ္တဆိုတာမဟုတ်ဘူးနော်ခုနသာမီနိဝေတိနိဝါတိကာရကဝေရကဆိုတဲ့အတ္တသဘောတွေမရှိဘူးဒါကြောင့်မလို့အတ္တမဟုတ်ဘူးလို့ဒီလိုရှုမြင်တာခန္ဓာ၅ပါးကိုအနတ္တလို့ရှုရမယ်တဲ့ဘာဖြစ်လို့အနတ္တလို့ရှုရမလဲဆိုရင်ခန္ဓာ၅ပါးဟာသူ့ထဲမှာသာဝိညာဉ်ကောင်မရှိတာမဟုတ်ဘူးသူကိုယ်တိုင်ကလည်းပိုင်ရှင်မဟုတ်ဘူးလို့ဒီလိုဆိုလို့တယ်နော်အဲ့တော့ဆိုရင်ခန္ဓာ၅ပါးထဲမှာအတ္တမရှိဘူးလို့ပြောလို့ရှိရင်ခန္ဓာ၅ပါးကိုအတ္တလို့ပြောရရောက်နေတာလေခန္ဓာထဲမှာမရှိဘူးဆိုလို့ရှိရင်ခန္ဓာထဲမှာမရှိပြီမဲ့ခန္ဓာကိုယ်တိုင်ကအတ္တပါလို့ဒီလိုယူဆွဲလာနိုင်တယ်ပေါ့ဒါကြောင့်မို့တယင်စအတ္တမိကာတိကာယအနတ္တတော်သူကိုယ်တိုင်ကလည်းတာမီမဟုတ်ဘူးနိဝါတိမဟုတ်ဘူးနေထိုင်တဲ့ဟာအရာမဟုတ်ဘူးကာရကလောက်တတ်သူမဟုတ်ဘူးဝေရကခံစားတတ်သူမဟုတ်ဘူးအဋိဌာယကစီမံတတ်သူမဟုတ်ဘူးဒါကြောင့်လို့အနတ္တလို့ဟောခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့အနတ္တဒါကဒီမှာဖော်ပြထားတဲ့ရှုွက်
အနတ္တလက္ခဏာသုံးမှာကြတော့အနတ္တလို့ရှုတာဘယ်ရှုတော့မှရှုရမှာတော့ဆိုဒုက္ခရှုတော့မှနေအနတ္တလို့ရှုတာနော်ဒုက္ခရှုတော့မှနေပြီးတော့အဝတ္တဝတ္တနာရှုတော့မှနေပြီးတော့အနတ္တရှုတာရူပံဘိက္ခွေနအနတ္တယုတ်ဟာအနတ္တနော်ရူပိသာဟိတံဘိက္ခွေအတ္တအဝိတ္တယုတ်ဟာအတ္တဖြစ်ပဲဆိုရင်နာဟိတံရူပံအာဘာရာယတောင်းတဲ့အတ္တဆိုရင်သူဘယ်နာမလဲဘယ်သူနှိမ့်ဆက်မလဲဟောသူကသူနာအောင်ပဲလုပ်မလဲသူကသူဘယ်လိုထိခိုက်အောင်လုပ်မလဲလဗ္ဗေထာသာရူပေဒါအာဘာရယတောင်းတရားဆိုဒုက္ခရှုတော့ကနေပြောတာနားနေတယ်ဒုက္ခနာကိုကြအဲ့တော့အတ္တဖြစ်မယ်ဆိုလို့ရှိရင်ဘယ်နာမလဲတဲ့လဗ္ဗေထာသာရူပေဧဝမေရူပံဟောတုဧဝမေရူပံမဟောတိအကယ်၍ကိုယ်အလိုတိုင်းဖြစ်တဲ့အတ္တမျိုးဆိုရင်တဲ့ကိုယ်ရုပ်ကိုပြင်လို့ရမှာပေါ့တဲ့ကိုယ်စိတ်တိုင်းကြလေးဖန်ဆင်းလို့ရမှာပေါ့ဒီလိုဆိုလိုတာပေါ့နော်အဲ့ဒါကအနတ္တလက္ခဏာသုံးမှာကသူကဒုက္ခရှုထောင့်ကနေပြီးတော့မြတ်စွာဘုရားဟောတယ်အဝတ္တဝတ္တနာရှုထောင့်ကနေဟောတယ်လို့အခုဒီမှာအဓိပ္ပာယ်ဖွင့်တာတော့သူကိုယ်တိုင်ကတာမီမဟုတ်ဘူးခန္ဓာ၅ပါးကသူကိုယ်တိုင်တာမီလည်းမဟုတ်ဘူးနိဝါတိလည်းမဟုတ်ဘူးကာရကဝေရကလောက်တတ်သူခံစားတတ်သူလည်းမဟုတ်ဘူးအဋ္ဌာယကစီမံတတ်သူလည်းမဟုတ်ဘူးဒါကြောင့်မို့လို့အနတ္တလို့ဒီလိုရှုခိုင်းတာအဲ့လိုရှုလိုက်တဲ့ပြင်ခန္ဓာ၅ပါးအပေါ်မှာညှိငွေပြီးနောက်ဆုံးတွေ့တာမှုတွေပြတ်သွားရပ်သွားရပ်သွားတဲ့အခါကျတော့ခန္ဓာ၅ပါးလည်းချုပ်ငြိမ်းသွားပိဿနံခန္ဓာနာနိရောဓပရမတ္ထံနိဗ္ဗာန်တိပတ္တံတော်သမ္မတ္တနိယမဥက္ကမတိပိဿနံခန္ဓာနာခန္ဓာ၅ပါးတို့ရဲ့နိရောဓချုပ်ငြိမ်းမှုဟာပရမတ္ထံအလုံးကိုမြင့်မြတ်တဲ့အနှစ်အချုပ်ဖြစ်တဲ့နိဗ္ဗာန်တိနိဗ္ဗာန်ပဲဟူ၍သမ္မတ္တနိယမသမ္မတ္တနိယမလို့ဆိုတဲ့မေတ္တရားလို့ဥက္ကမတိတက်ဝင်ရောက်ရှိသွားနိုင်တယ်ဒီနေရာမှာတတိထားဖို့လိုအပ်တယ်စာပေကျမ်းဂန်နဲ့မကိုက်ဖဲနဲ့ရေးသားတဲ့စာအုပ်တွေကိုတတိထားဖို့သင်္ခတနဲ့အသင်္ခတကိုလိုင်းဆွဲပြီးတော့သင်္ခတကရုပ်ဝေဒနာတင်ညာသင်္ခါရဟောသင်္ခါရတရားတွေပိုင်းကသင်္ခတအသင်္ခတကနိဗ္ဗာန်ဘယ်လိုလိုင်းဆွဲကြတယ်လဲလို့ဆိုရင်သင်္ခတဆိုတဲ့ဘက်မှာကြည့်သင်္ခတတရားသည်အနိစ္စဒုက္ခအနတ္တဟုတ်ပြီအဲ့ဒါမှန်တယ်သင်္ခတကိုအနိစ္စဒုက္ခအနတ္တလို့ပြောတာမှန်တယ်သင်္ခတရဲ့လက္ခဏာဒါဖြင့်အသင်္ခတကြတော့ဘယ်လိုလုပ်တော့ဆိုနေသဒုက္ခအတ္တဆိုပြီးတော့လိုင်းဆွဲတယ်အဲ့ဒီအတ္တလို့ဖော်ပြတာလုံးဝမှားတယ်ပေါ့နေသတို့ဒုက္ခလို့ကဖော်ပြလို့ရတယ်ကြည့်ဒီမှာကြည့်အနတ္တကိုပြောတဲ့အခါမှာနိဗ္ဗာန်ကိုအတ္တလို့ဒီမှာမဟောဘူးမြတ်စွာဘုရားအတ္တလို့မပြောဘဲနဲ့ဘယ်လိုပြောတော့ဆိုပရမတ္ထံနိဗ္ဗာန်တိပတ္တံတော်ဒီလိုပြောတာဒါကစာနဲ့ပေနဲ့မှတ်သားဖို့စာလွတ်ပေလို့ပြောတာတွေရှိနေလို့တတိထားတတ်ဖို့ပြောတာနော်မမကန်ပြောလို့ရှိရင်သူကလောချစ်နည်းနဲ့လိုင်းဆွဲလိုက်တဲ့အခါမှာသင်္ခတကအနိစ္စဒုက္ခအနတ္တဆိုရင်အသင်္ခတကြတော့နေသဒုက္ခအတ္တဆိုပြီးသွားဆွဲလို့ရှိရင်မှားတယ်ဘာကြောင့်မှားလဲနေသတို့ဒုက္ခတို့ဆိုတာတခြားအရာတွေနဲ့လည်းပတ်သက်တယ်အတ္တဆိုတဲ့စကားလုံးကတော့မိစ္ဆာအယူဝါဒစကားလုံးတက်တက်မြတာဖြစ်တယ်ပေါ့မိစ္ဆာတို့ဒုက္ခတို့ဆိုတော့မိစ္ဆာဝါဒစကားလုံးမဟုတ်ဘူးနော်မိစ္ဆာဝါဒီသုံးတဲ့စကားလုံးမဟုတ်ဘူးပြောမယ်ဆိုရင်ခုခေတ်အကောင်းနဲ့ပြောမယ်ဆိုရင် philosophical term မဟုတ်ဘူးလို့ပြောတာအတ္တတို့အတ္တဆိုတာက philosophical term အယူအဆတစ်ခုနဲ့ပတ်သက်တဲ့စကားလုံးတစ်ခုအဲ့ဒါကြောင့်မလို့နိဗ္ဗာန်ကိုအတ္တလို့သွားပြောလို့ရှိရင်သူတို့ယူဆတဲ့အတ္တညာနိဗ္ဗာန်ထဲမှာရောက်သွားနိုင်တယ်ပေါ့မှားမှားရွေးမှတ်သားသွားနိုင်တယ်ပေါ့အဲ့တော့စာပေကျမ်းဂန်တွေမှာလည်းဒီလိုလွယ်လွယ်မှားမှားတွေပြောနေကြတာတွေရေးနေကြတာတွေရှိတယ်ဆိုတာတတိထားဖို့အခုကြည့်အနတ္တနဲ့ဘာနဲ့တွဲတော့ပရမတ္ထအဲ့တော့နိဗ္ဗာန်ကိုပြောရမယ်ဆိုရင်နိဗ္ဗာန်သည်နေသဒုက္ခပရမတ္ထဒီလိုပဲပြောလို့ရတယ်ဒီလိုဆိုလို့လည်းပေါ့နော်အတ္တလို့ပြောရင်မှားတယ်ဘာဖြစ်လို့မှားလဲလို့ဆိုရင်
အတ္တဆိုတဲ့စကားလုံးဒီမိစ္ဆာအယူဝါဒတွေသုံးတဲ့စကားလုံးသာဖြစ်တယ်တကယ်ရှိတဲ့အရာမဟုတ်ဘူးဒါကြောင့်လို့ပရိဝါဒပါဠိတော်မှာအထင်ရှားဆိုထားတာနော်အနိစ္စသဗ္ဗေသင်္ခါရဒုက္ခနတ္တာစကေဝလာနိဗ္ဗာန်နှင့်စေဝပညတ္တိအနတ္တဣတိနေဆရာလို့ဟောနိဗ္ဗာန်နဲ့ပညာကိုအတ္တလို့မပြောဘူးအနတ္တလို့ထည့်ပြောထားတာအနုဘုဆိုလို့ရှိရင်ခန္ဓာ၅ပါးသာအနတ္တနော်နိဗ္ဗာန်တို့ပညာတို့ကအတ္တလို့ဆိုပြီးတော့ဒီပေါ်မှာလာပြီးပြီးကိုယတ္တိနေမှာဆိုလို့မဟုတ်ဘူးအတ္တဆိုတာလုံးဝမရှိဘူးဒါဖြစ်တယ်လို့ဒီလိုဆိုလိုတာပေါ့နောက်တစ်ခုရှုွက်ကဘာလို့ဆိုတင်ဆက်ခံနေအာဒီနဝတော်ခန္ဓာ၅ပါးကိုအဖြစ်ဒေါသဒီလိုအနေထားမျိုးရှိရမယ်ခန္ဓာ၅ပါးဟာတကယ်ကိုဒုက္ခကြီးပဲအပြစ်တွေများတဲ့အရာကြီးပဲဆိုတာကိုရှုရဒါဖြင့်ခန္ဓာ၅ပါးဟာဆင်းရဲဒုက္ခတွေကိုဖြစ်စေလို့အာဒီနဝအပြစ်ဒေါသဆိုတာဆင်းရဲဒုက္ခတွေကိုပေးတာနော်ဒုက္ခကိုဖြစ်စေတယ်လို့အာဒီနဝအဲ့ဒီမှာဘာဖြစ်လို့အာဒီနဝအပြစ်လို့တနည်းအားဖြင့်အန္တရာယ်လို့ဘာလို့ပြောရလဲဆိုရင်ပဝတ္တိဒုက္ခတာယခန္ဓာ၅ပါးဟာဖြစ်လာလို့ရှိရင်တော့ဒုက္ခပဲပဝတ္တိဆိုတာကံတရားတွေကဖန်ဆင်းလို့ကိလေသာတွေကြောင့်ကံနဲ့ကိလေသာပေါင်းစပ်ပြီးထုတ်လုပ်လိုက်လို့ခန္ဓာ၅ပါးဖြစ်လာတာပဝတ္တိအဲ့ဒီဖြစ်လာတဲ့၅ပါးသည်ဒုက္ခတသက်ညတာဖြစ်တယ်ဆင်းရဲတာတွေမှန်သမျှဟောဒီခန္ဓာပေါ်မှာစုပြုံပြီးတော့ရောက်တယ်ဒါကြောင့်မို့လို့အာဒီနဝဒုက္ခကိုဖြစ်စေတတ်တဲ့အရာကြီးပဲဒီလိုဆိုတာဟောနောက်တစ်ခုကျတော့ဒုက္ခသစာအာဒီနဝတာယဒုက္ခကိုပဲအာဒီနဝလို့ခေါ်တာအပြစ်နောက်တနည်းကျတော့ဘာပြောတော့ဆိုအာဒီနံဝါတိခိစ္စတိပိုးတတိတိအာဒီနဝဆိုပြီးတော့လောကမှာစားရမဲ့တောက်ရမဲ့အထီးကျန်လူဆင်းရဲအင်္ဂမဆင်းရဲဒီပါဆွေမျိုးသားသမီးမရှိလမ်းပေါ်မှာနေရအေးရဆွေမျိုးသားချင်းမရှိကုမဲလူမရှိတဲ့ကပနအထီးကျန်လူသားမျိုးကိုအာဒီနဝလို့ခေါ်တယ်အဲ့ဒီခန္ဓာကိုယ်ဟာလည်းပဲပြောမယ်ဆိုလို့ရှိရင်အဲ့ဒီလိုကဲတင်မဲ့ပုဂ္ဂိုလ်အားကိုးရမဲ့ပုဂ္ဂိုလ်မရှိတဲ့အရာနဲ့အလားတန်တူတယ်အဲ့ဒီပုဂ္ဂိုလ်နဲ့အလားတန်တူဟုတ်တယ်လေကိုယ်မှာအမေရှိလားအဖေရှိလားရှိတယ်လူတွေမှာအမေအဖေရှိတော့ရောကိုယ်ခန္ဓာကိုယ်ကြီးတစ်ခုဖြစ်လာလို့ရှိရင်မအိုရအောင်မနာရအောင်မသေးရအောင်စောင့်ရှောက်မဲ့လူရှိရလားဆိုမရှိဘယ်သူမှမတတ်နိုင်နော်ဘယ်သူမှမတတ်နိုင်လို့တကယ်ကိုအထီးကျန်လူစင်းရဲတယောက်ပဲလို့ဒီလိုရှုမြင်တာကိုအာရိနဝတော်လို့ဒီလိုဆိုတာဒါကြောင့်မလို့ဒီရှုွက်အနေနဲ့ခန္ဓာ၅ပါးကိုအာရိနဝလို့ဒီလိုရှုရမယ်အပြည့်အနာစာဆင်းရဲဒုက္ခတွေကိုဖြစ်ပေါ်စေတတ်တဲ့အရာကြီးပဲလို့ဒီလိုရှုခြင်းအပြင်ခန္ဓာ၅ပါးပေါ်မှာတွေ့တာမှုတွေကင်းပြတ်သွားနိုင်တယ်တွေ့တာမှုကင်းပြတ်သွားတာနဲ့အပြိုင်နက်ကံတရားတွေကိလေသာတွေမဖြစ်တော့ကံတရားတွေဟာအလုံးမလုံးနိုင်တော့ဘူးအလုံးမလုံးနိုင်တော့ခန္ဓာ၅ပါးဟာချုပ်ငြိမ်းသွားတယ်အဲ့တော့ခန္ဓာ၅ပါးချုပ်ငြိမ်းသွားတာကိုပဲဒီဝိပဿနာဉာဏ်နဲ့ရှုမြင်လာတယ်ခန္ဓာ၅ပါးချုပ်ငြိမ်းသွားပြီဆိုတဲ့အခါဝိပဿနာဉာဏ်အဆင့်လွန်မြောက်ပြီးတော့ပင်စဏံခန္ဓာဏံနေရောတော့ခန္ဓာ၅ပါးတို့ချုပ်ငြိမ်းမှုဟာအနာတိနဝံလုံးဝအပြစ်ကင်းစင်ဆင်းရဲဒုက္ခကင်းစင်တဲ့နိဗ္ဗာန်တိနိဗ္ဗာန်ပဲလို့ပတ္တန်တော်ရှုမြင်တဲ့ယောဂီပုဂ္ဂိုလ်ဟာတမ္မတ္တနိယမံတမ္မတ္တနိယမလို့ဆိုတဲ့မေတ္တရားသို့ဥက္ကမတိရောက်ရှိသွားနိုင်ပါတယ်လို့ဟောတယ်လို့ရှုွက်တွေဝိပဿနာနဲ့ပတ်သက်ပြီးတော့24ခုမြောက်မှာအာဒီနဝလို့ရှုပါလို့ဒီလိုပေးတာအဲ့တော့နိဗ္ဗာန်ဒီအနာဒီနဝဆင်းရဲဒုက္ခကင်းပြီးအပြစ်ကင်းတဲ့အန္တရာယ်ကင်းတဲ့နေရာတစ်ခုလို့ဝိပဿနာကိုကြော်လွန်ပြီးတော့မက်စိတ်ပေါ်လာတဲ့အခါမှာနိဗ္ဗာန်ရဲ့အပြစ်ကင်းမှုကိုတွေ့ရှိလာနိုင်တယ်။အေးဒါကြောင့်တရားစိတ်ခင်တော်စင်ပြိဋ္ဌာအပေါင်းတို့ဘုရားသာသနာတော်နဲ့ဂျုံတွေ့နေတဲ့အချိန်မှာကိုယ်တဏ္ဍာမှာရှိနေတဲ့ခန္ဓာ၅ပါးဘယ်မှလည်းဝယ်စရာမလိုနော်ကိုယ်မှာရှိတဲ့ခန္ဓာ၅ပါးကိုအသုံးချပြီးတော့ဝိပဿနာဉာဏ်ဖြစ်အောင်ကြိုးစားအားထုတ်ကြရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးတော့
အချိန်ရှိခိုင်လုံးလာဆိုင်ကဝိပဿနာဉာဏ်ဖြစ်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်း